အားလုံးမင်္ဂလာပါပြန်ထိုင်နိုင်ပါပြီပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ဘုရားသခင်ကြီးတော်ချီးမွမ်းသလိုအချိန်ယူပြီးတော့မှရောက်လာပေးကြတဲ့သားတွေသမီးတွေကိုလည်းအထူးပဲကျေးဇူးတင်တယ်ဖျာရှင်ကောင်းကြီးပေးပါစေ Are you ready for the word of God? Amen, amen. ဂျပန်လိုတော့မပြောတတ်ဘူးခင်ဗျာညီကောင်းကြပါသလားခင်ဗျာညီကောင်းပါကျွန်တော်နှစ်ပေါင်းများစွာဖျားပြင်ဆင်ထားတဲ့မင်္ဂလာတွေရှိရတာနဲ့ကြော်သွားတာတစ်နှစ်ပြီးတစ်နှစ်ပဲဘာကြောင့်လဲလို့ပြန်ကြည့်တော့မပေးတာမဟုတ်ပဲနဲ့ပေးထားပြီးသားကိုဘယ်လိုယူရမှမသိတာအဓိကအချက်တော့ဗျာကျွန်တော်တို့ယုံနာမှားသွားတာစကြတဲ့ကမင်းကဘာသာလဲလို့မေးလိုက်ရင်ကျွန်တော်ခရစ်ယာန်ဘာသာပြီးသွားပြီပါစာမှားပဲစကြတဲ့ကမှားသွားတာဘာသာထဲမှာရှိနေတင်ပေတော့မှဖခင်ရဲ့ပြည့်စုံတဲ့မင်္ဂလာထဲကိုမဝင်စားရအောင်ဘာဆိုခရစ်ယာန်ဆိုဘာသာမဟုတ်ကျမ်းစာတအုပ်လုံးမှာခရစ်ယာန်ဘာသာဆိုတဲ့စကားမရှိဘူးဒါပေမဲ့ခရစ်တော်ဤဘာသာဆိုလို့ရှိတယ်။ကွာတယ်နော်ခရစ်ယာန်ဘာသာခရစ်တော်ဤဘာသာကွာတယ်။ဟေဘဲခန်းကြီးချအငယ်တစ်ကိုခဏလေးကြည့်အောင်ကျွန်တော်ရဲ့ဒီနောက်ပိုင်းကျွန်တော် mindset တွေကိုကျွန်တော်ပြောင်းပြီကျွန်တော် mindset ပြောင်းတာနဲ့ကျွန်တော်တို့ life တွေအကုန်ပြောင်းသွားအရန်စူးစမ်းလို့ကျွန်တော်တို့ကြွယ်ဝတယ်မထင်နဲ့ကျွန်တော်တို့အတွေးခေါ်မှန်တာယုံကြည်မှုမှန်သွားတယ်ကျွန်တော် life တွေအကုန်ပြောင်းသွားဝင်ငွေတွေအကုန်ပြောင်းသွားတာကျွန်တော်အဲ့ဒါကိုမသိမချင်းကျွန်တော်တို့ရေးလေစူးစမ်းတယ်လောကကြီးအရန်ပင်ပန်းတယ်ဖခင်ကပင်ပန်းမှုအလိုမှမရှိတာ Come on ဒီဂျပန်တွေကတော့စူးစမ်းသလောက်သူတို့အကျိုးရတာပေါ့ဗျာဘာလို့သူတို့ဖခင်မှအသိမသိကြတာသူတို့စူးစမ်းတယ်ဒါပေမဲ့ကျွန်တော်တို့စူးစမ်းတာထက်ကျော်တို့ကိုဖခင်သခင်ကသူ့ရဲ့သဘောတဘာဝအထက်မှာရှိစေချင်တာနည်းနည်းလေးကျွန်တော်ရှော့ပြီနော်ကျော်တို့ကဖခင်ရဲ့သဘောတဘာဝကိုကျွန်တော်နားလည်သွားရင်အရာနေရတာလောကကြီးဂျင်းနက်စရာကြီးအရာအဆင်ပြေတယ်ပြီးတော့ကျွန်တော်တို့လောကသားတွေကလှုပ်တလောက်ရတယ်ဖခင်သားသမီးကတော့ယုံနိုင်တလောက်ရတယ်ကွာသွားပြီအမဟယ်လိုမရမဆိုလို့ပြန်ပြောမယ်လောကသားတော့လှုပ်တလောက်ရတယ်ဒါပေမဲ့ဖခင်သားသမီးကယုံနိုင်တလောက်ရတယ်ဒါကြောင့်ဖခင်ကဘာပြောလဲဆိုတော့Be unto you according to your faith. Me, ယုံတဲ့အတိုင်းမင်း၌ဖြစ်စေတယ်။မင်းလုံနိုင်တဲ့လောက်မင်းရစေလို့မပြောဘူး။ Be unto you according to your faith. မင်းယုံတဲ့အတိုင်းမင်း၌ဖြစ်လာမယ်။ Wow.ကျွန်တော်တို့အတိတရားတစ်ခုနဲ့သွားလို့မရတော့ဘူးညီကောင်မောင်မတော်ပြီးတော့မှလေကျွန်တော်ဒီ2025မှာ level တစ်ခုမြင့်တင်မှာဘာလဲဆိုတော့ကျွန်တော် ministry တစ်ခုလုံးပေါ့နော်ဖျားသခင်နိုင်ငံတော်ကစကားနိုင်မတည်ဘူးတကိုးနိုင်တည်တယ်တဲ့ဖျားเจ้าမှာတရားဟောတယ်လို့လည်းဟောတာပဲနားထောင်တယ်နားထောင်တာပဲဒါပေမဲ့ဘာယုံမှမပေါက်ဒီတိုင်းမဟုတ်မရတော့ကျွန်တော် ministry အကုန်ကျွန်တော်ပြန် train ပြီခုEvery Monday 8 p.m. 8 p.m.
Thailand Standard Time မှာကျွန်တော်ကတကဘာလုံးမှာရှိတဲ့အမှုတော်ဆောင်နေကျွန်တော်ရဲ့ DMI မှုတော်ဆောင်နေခေါ်ပြီးကျွန်တော် training ပေးတယ်ခုလာမဲ့10 ရက်နေ့မှာကျွန်တော် Grand Opening Ceremony ရှိတယ်ဘန်ကောက်မကြခင်မှာလည်းကျွန်တော်တို့ဒီဂျပန်မှာကျွန်တော်မြေ building ကိုပိုင်ဝယ်တော့မှာကျွန်တော်အခြေအနေနဲ့ကြည့်လိုက်တော့ဗျာဘာဖြစ်မှာလဲအခြေအနေပေါ်မှာလှုပ်တဲ့ဖရားမှာမဟုတ်တာယုံကြည်ခြင်းပေါ်မှာလှုပ်တဲ့ဖရားအခြေအနေကိုကြည့်တတ်တဲ့လူကယုံကြည်ခြင်းမရှိတဲ့သူယုံကြည်ခြင်းဆိုတာပါလေယုံကြည်ခြင်းရှိတဲ့သူဆိုတာဘာတူလဲမယုံနိုင်လောက်တဲ့အခြေအနေထဲမှာယုံကြည်ရတဲ့သူကိုယုံကြည်တော်သူလို့ခေါ်တယ်ယုံကြည်စရာကောင်းလို့ယုံတော့ဘာယုံကြည်သူလို့ခေါ်စရာရှိမှာလဲကျွန်တော်တို့က challenge တွေကိုကျွန်တော်အရန်ကြောက်တယ်တကယ်တော့ကျွန်တော်က challenge ကိုအရန်ကြိုက်တယ်စိန်ခေါ်မှုတိုင်းကကျွန်တော်အတွက်အမြဲတမ်း stepping stone ဖြစ်စေတဲ့အတွက်ကျွန်တော်စိန်ခေါ်မှုအရန်ကြိုက်တယ်လူတွေကမမြင်တတ်သေးလို့ပြဿနာဆိုအရန်ကြောက်တယ်ဒါပေမဲ့အဲ့ဒီပြဿနာအထဲမှာအမြဲတမ်းသင်ရဲ့မင်္ဂလာရှိတယ်ဆိုတာသင်သိသွားရင်ပြဿနာကိုမကြောက်တော့အခက်ခဲတိုင်းမှာသင်အတွက်မင်္ဂလာရှိတယ်ဆိုတာသင်သိသွားရင်ဘယ်အခက်ခဲမှသင်မကြောက်တော့ပြုံးရင်ဆိုင်နိုင်တယ်ဘာကြောင့်လဲဆိုတော့အဲ့ဒီအခက်ခဲထဲမှာသင်ဘလို့စိတ်နေစိတ်ထားနဲ့အသက်ရှင်ရမလဲဆိုတာပဲအရေးကြီးတယ်အခက်ခဲရပြဿနာမဟုတ်ဘူးအဲ့ဒီအခက်ခဲထဲမှာသင်ကမျောလင့်ခြင်းမဲ့သွားတဲ့သူလားမျောလင့်ခြင်းရှိတဲ့သူလားဒါပဲကွာသွားတာပြဿနာလာမှာပဲဒါပေမဲ့ပြဿနာထဲမှာသင်ဘလို့စိတ်နေစိတ်ထားနဲ့သင်အဲ့ဒီပြဿနာကိုကြော်ဖြတ်တယ်ပြဿနာကိုသင်ကပြဿနာကြီးငါ့ကိုဖြက်စီးတော့မဲ့အရာကြီးငါဘဝကိုဆုံးရှုံးစေမဲ့အရာကြီးလို့သင်မြင်သလားအဲ့ဒီပြဿနာပြီးရင်ငါရမယ်မင်္ဂလာကြီးတယ်လို့သင်မြင်သလားအဲ့ဒီအမြင်ရပဲသင်ရဲ့ life ကိုကြီးမားသောပြောင်းလဲမှုဖြစ်သွားစေတာဒါကြောင့်ဖခင်ရဲ့သဘောတဘာဝဖခင်ရဲ့ဤဥပဒေတာတွေကိုနားလည်သွားရင်ကျွန်တော် life ကခေတ်စကားနဲ့ပြောရင်လောကကြီးမှာနေရတာအယံမိုက်တယ်အယံမိုက်တယ်ပြန်လာဖြစ်ပြီဆိုပြရတယ်ခပ်တော့ဟာသွားပြီထင်တယ်ဘာသွားစရာမှမရှိဘူးသင်ကြောက်ရတဲ့အရာကသင်ကိုပြန်ကြောက်တယ်ဆိုတာသင်သိသွားရင်သင်ဘာမှမကြောက်တော့ကျွန်တော်ចောင်းသားတွေက3 လចောင်းတက်ပြီးရတယ်သူတို့ကသူများနဲ့ပေါင်းလို့မရတော့ဘာလို့ဆိုကျွန်တော်ကအတွေးခေါ်ပြောင်းပစ်လိုက်လို့ဒါပေမဲ့ကျွန်တော်ရဲ့တုံတင်ချက်တွေကိုလည်းနားထောင်နိုင်ဖို့ရတော့ကနည်းနည်းတော့ကျွန်တော်က IQ မြင့်အောင်ကျွန်တော်မသင်ပေးဘူးကျွန်တော် EQ မြင့်အောင်ပဲသင်ပေးတယ်လောကမှာအောင်မြင်တဲ့သူတွေအားလုံးက IQ သမားတွေမဟုတ်ဘူး EQ သမားတွေIQ သမားတွေဆိုအင်မတန်ထက်မြက်တယ်အင်မတန်တော်တယ် very good ဒါပေမဲ့အဲ့ဒီအင်မတန်ထက်မြက်တဲ့သူတွေထိန်းချုပ်ထားတာက EQ သမားတွေထိန်းချုပ်ထားတယ် EQ ဆိုတာဘာလဲ emotional intelligence ဒါနဲ့ emotional quotient လို့ခေါ်တယ် emotional quotient ဆိုတာကဘယ်လိုပြဿနာပဲလာပြုံးလေးနဲ့ရှင်းဆိုင်သွားတဲ့သူတွေဒါမှရှိတဲ့ညီကိုမောင်မတွေအားလုံးကိုဒီ2 ရက်တာမှာတင်တော့မအားတဲ့ကြားတဲ့ကနေအလုပ်တွေဖြတ်ပြီးတော့မှလာတဲ့သူတွေရှိတဲ့အတွက်ကြောင့်ဒီ2 ရက်ဟာတင်တို့အတွက်အချင်းကြီးပဲဖြစ်စေအောင်။ဘာလို့ကျွန်တော်ကအချိန်တိုင်းကကျွန်တော်တို့ပတ်စံဖြစ်တဲ့အတွက်ကြောင့်ပတ်စံထပ်ပိုရေးကြည့်တာအချိန်ဖြစ်တာ။ပတ်စံရေးမကြည့်ဘူးကျွန်တော်တို့အချိန်ကပတ်စံထပ်ရေးကြည့်တယ်။သင်အချိန်တိုင်းကိုပတ်စံဖြစ်အောင်လုပ်တတ်ရင်သင်ကဘာကြီးမှာ
ဆင်းရဲခြင်းဆိုတာတင်းဘယ်နေရာမှလာကတ်လို့မရစေအောင်ဒါမဲ့တင်းကအချိန်ကိုပတ်စံဖြစ်အောင်တင်းမလုပ်တတ်သေးလို့အချိန်နေပို့နေတာပတ်စံထားအရေးကြီးတာအချိန်တင်းရထားတဲ့အချိန်ကိုတင်းတန်ဖိုးရှိအောင်တင်းလုပ်တတ်သွားရင်တင်းပတ်စံနောက်လိုက်ရှာမလို့အချိန်တိုင်းမှာတင်းရဲ့နောက်ကိုပတ်စံပြန်လိုက်နေလိမ့်မယ်တောင်ဒီမှာရှိတဲ့ညီကောင်မောင်မရောက်စီတိုင်းကျွန်တော်ပြောပြချင်တယ်တင်းရဲ့အမြင်နဲ့တင်းရဲ့အတွေးခေါ်တွေမှန်ပါစေတင်းယုံတာမှန်ပါစေတင်းမြင်တာမှန်ပါစေတင်းရဲ့အနာဂတ်ကအရန်ထူးခြားလိမ့်မယ်ဟုတ်ပါဗျာကျွန်တော်တိုက်ခိုက်တဲ့သူတွေမကျေနပ်တဲ့သူတွေမကြိုက်တဲ့သူတွေအများကြီးရှိတယ်အဲ့ဒါကောင်းတယ်အဲ့ကောင်းတယ်အဲ့လူတွေအားလုံးတနေ့ပြန်အားကျလာတဲ့နေ့ကိုရောက်လာမယ်ဆိုတာကျွန်တော်သိနေတဲ့အတွက်ကြောင့်ကောင်းတယ်အခုအရေးကြီးတာညီကောင်မောင်မတော့အဲ့ဒီဟာတွေမရှိတော့ရင်တင်းရလဲဘာမှစိန်ခေါ်မှုမရှိတော့ကြောင့်ဘာမှလည်းအရှိန်အဟုန်နဲ့လုပ်ဖို့လည်းမရှိတော့ဖိအားဆိုတာကောင်းတယ်ဗျဖိအားဆိုတာကဖိအားမရှိရင် तू က pressure မရှိရင် power ဆိုမဖြစ်လာတော့တော့တင်းတို့ pressure လုံးမကြောက်နဲ့ဖျားရှင်ကျွန်တော် power ပေးပါဖျားခင် pressure ပေးလိုက်တယ်ဖျားခင်ကျွန်တော်ကိုရမနေလားမသိကျွန်တော်တောင်းတာ power pressure မဟုတ် yeah အဲ့ဒီ pressure ရှိမှပဲ power ထွက်လာတာဖြစ်တယ်ဥပမာဗျာရေနွေးရေအိုးတည်ထားတယ်ဆိုပါဆိုရေအိုးအဲ့ဒီရေအိုးတင်တည်ထားရင်အဖုံးမဖုံးထားပဲအဲ့တိုင်းဖွင့်ထားရေနွေးအငွေ့ရဒီတိုင်းပဲလွင့်ပြီးပြန်ဘာမှတမိုးမရှိသလိုပဲဒါပေမဲ့တင်ဟာအဲ့ဒီရေနွေးအိုးအဖုံးကိုလုံးဝကြက်နေအောင်အငွေ့တစ်စက်မှမထွက်နိုင်အောင်တင်ဖိထားလိုက်ရင်အဲ့ဒီထဲကရေငွေ့ကတိုးထွက်ခြင်းပြီသူကဖိအားများလာလေလုံးဝမထွက်ရလေသူ့ရဲ့တွန်းအားကြီးလေအဲ့ဒီမှာမှတင်ကအရန်ဆက်ပြီးတော့ဖိထားလိုက်လို့လုံးဝထွက်စရာမရှိတော့အဲ့ဒီအငွေ့တွေအားလုံးက power ဖြစ်လာတာအဲ့ဒါကိုသဘောပေါက်သွားတယ်အဲ့ဒီနေရာမှာကိုသဘောပေါက်သွားတော့သူကနေပြီးတော့မှရေနွေးငွေ့နဲ့တင်မောကြီးတွေယထာတွေတွန်းအားပြန်ပေးခိုင်းပြီးတော့သူတို့ကအဲ့ဒီ pressure နဲ့ရလာတဲ့ power အပြင်ဘာလုပ်လဲဆိုတော့ယထာတွေတင်မောကြီးတွေခုံမောင်းစေတယ် pressure တိုင်းက power ဖြစ်စေတယ်ဒါကြောင့်ကျွန်တော်တို့ကဘာမှကြောက်စရာမလိုဘူးလောကကြီးမှာတခုပဲကြောက်တဲ့စိတ်ဒီတင်းကိုဆုံးရှုံးစေတယ်ကြောက်စရာကောင်းတဲ့အရာကိုတင်းကြောက်စရာလို့မမြင်တတ်ရင်အဲ့ဒီကြောက်စရာကောင်းတဲ့အရာကတင်းကိုပြန်ကြောက်လာလိမ့်မယ်အဲ့ဒါတင်းရဲ့အောင်မြင်ခြင်းပြန်ဖြစ်သွားတာဘယ်လောက်အောင်စရာကောင်းလဲတောင်ကျွန်တော်ညီကိုမောင်မတွေအားလုံးကဘာသာထဲကနေထွက်ခဲ့ဖို့လိုတယ်ဘာသာဆိုတဲ့အတွေးခေါ်ကြီးရောအုံနောက်ထဲကနေအပီးပိုင်ထုတ်ပြလိုက်ပါဘာဖြစ်လို့လဲဆိုတော့ဖခင်ရဲ့အကြံစီထဲမှာဘာသာလာတီထောင်တာမပါတော့ကြောင်းလူတွေတတ်မှတ်တဲ့ဘာသာထဲမှာသင်ရှိပြီးဖခင်ရဲ့တတ်မှတ်တဲ့နှုံးတဲ့ကိုသင်မဝင်စားရရင်သင်ဟာခရိယန်ဖြစ်ရကြိုးမနှက်ဘူးအားလုံးကြည့်အောင်ဟေဘဲဩရစာခန်း6ငယ်1ကနေစပါကြည့်အောင်မတွေ့ရလဲထို့ကြောင့်တေခြင်းနဲ့ဆက်ဆံသောခြင်းကိုနောက်တရခြင်းဘုရားသခင်ကိုလက်ကိုတေလွန်သောမကြည့်ကျွန်တော်ဘာဖြစ်လို့ဒီမှာအသင်းတော်ဒီမှာလာပြီးတော့လုပ်ပေးလဲဆိုတော့ကျွန်တော်ထက်ခါကျွန်တော်ရောက်တယ်ဒါပေမဲ့တကယ်အသင်းတော်ခရစ်တော်ဤတန်မိုးထားတဲ့အသင်းတော်ကို
တကယ်ကြီးထွားလာအောင်တကယ်တမန်တရားနဲ့စနစ်တကျတင်ပေးမဲ့အသင်းတော်ကျွန်တော်ရှာမတွေ့ဘူးဒီတော့ကျွန်တော်အလုပ်များတဲ့ကြားတဲ့ကျွန်တော်ဒီမှာရောက်လာတာလူတွေတော့ထင်ပါပဲဆရာဒေးဗစ်လာနေချဲ့တယ်ကျွန်တော်ဘာသာကျွန်တော်နေရကျဲပြီးသားချဲ့စရာမရှိဘူးဒါမဲ့လုံးမဲ့သူမရှိတော့လာလုံးရပြီလေဘာသာရေးပဲလုံးနေဘလို့လုံးအသင်းတော်ကတိုးတက်မှာနောက်တော့ဂျပန်နိုင်ငံမှာလာပြီးတော့မှဖရားရဲ့နီးဥပဒေတော်တကယ်နားမလည်ရင်တကယ်ပင်မမှာနော်ကျွန်တော် live ပင်မနဲ့ထင်လို့လားအေးရေးပြတ်တာပဲရှိတယ်မပင်ပန်းဘူးအေးရေးပြတ်လောက်အောင်အလုပ်များလို့ကျွန်တော်ရဲ့ plan တွေများတယ်ကျွန်တော်ရဲ့ project တွေများတယ်ကျွန်တော်ရဲ့လုပ်ရမယ့်လုပ်ငန်းတွေအများများတယ် GMYC ကိစ္စစနေပြီမကြသေးမီကဒီနောက်လာမယ့်အပတ်မှာဖွင့်မဲ့ရှေ့ရက်နေ့အစီအစဉ် Christmas အစီအစဉ်တွေဧဝံဂေလိအစီအစဉ်တွေ2025ရဲ့လုံးမဲ့အစီအစဉ်ပေါင်းမြောက်များစွာကျွန်တော်လေရင်စီလုံးငားမဲ့ကိစ္စတွေအမျိုးစုံပေါ့ဗျာကျွန်တော်ကလည်းခေါင်းဆောင်ကျွန်တော်ကအကုန်လုံးချပြထားတယ်ဆိုတော့ကျွန်တော်ရဲ့ဆုံးဖြတ်ချက်မပါဘဲနဲ့လုံးလို့မရတော့သူတို့ကလည်းနေ့တွေညတွေမရှောင်ခေါ်လာဒါတွေတော့ရှိတယ်တချို့ကလည်းကျွန်တော်ရဲ့ assistant တွေနဲ့ခန့်ထားပေမဲ့အဲ့ဒီ assistant တွေကလည်းမဖြေချနိုင်တဲ့ကိစ္စမျိုးကပြန်ရှိပြန်တော့ကျွန်တော်စီပြန်ရောက်လာပြန်ကောကျွန်တော်မရတဲ့ဆိုအဲ့ဒီ assistant တွေလည်းလိုက်နှိုးပေါ့အမှဒီထဲမှာဆရာမထပ်တို့ပါကုန်ပေါ့မလည်းသူတို့လည်းဖြေချပေါ့ဖြေလို့မရတဲ့ဆိုဆရာဒေးဗစ်လာကိုလာပြီးတော့မေးပေါ့နော်အရင်လည်းမမေးရပြန်ဘူးဆိုတော့ဆရာဒေးဗစ်လာရဲ့မျက်နှာထားကိုကြည့်ပြီးတော့မေးရပြန်တယ်ဘာလို့ကျွန်တော်တို့မှလည်းပဲမေးတိုင်းဖြေရမေးတိုင်းမဖြေရဘူးသိလားညီကောင်မောင်တော့မေးတိုင်းမဖြေရအချိန်တမ်းမှဖြေတဲ့အချိန်တမ်းမှပြောသောစကားတင့်တယ်သောကြောင့်မေးတိုင်းမဖြေရအောင်ဖြေတဲ့စကားပဲဖြေရတယ်ပြောတဲ့စကားကိုပြောတဲ့လူကပဲလှုပ်တဲ့အလုပ်ကိုလှုပ်တတ်တယ်မပြောတဲ့စကားတွေကိုပြောမိတဲ့အတွက်ကြောင့်အမှားတွေအများကြီးဖြစ်ရတယ်ဆိုတော့ကျွန်တော်တို့အချိန်တိုင်းမှာသတိထားရတယ်ပြောတဲ့စကားတိုင်းသတိထားရတယ်လှုပ်တဲ့အရာတိုင်းသတိထားရတယ်ဆုံးဖြတ်ချက်ချတဲ့အရာတိုင်းအယံသတိထားရတယ်ဆိုတော့ကျွန်တော်တို့လောကကြီးမှာနေထိုင်တဲ့အခါမှာညီကောင်မောင်တို့အလုပ်စူးစမ်းလုပ်ဖို့မစင်စားနဲ့အတွေးခေါ်မှန်ဖို့စင်စားယုံနာမှန်ဖို့စင်စားယုံနာမှန်နဲ့တွေးခေါ်မှန်သွားတဲ့သင်ရဲ့ life ဒိန်ဆိုပြောင်းသွားအောင်အကုန်ပြောင်းသွားတာဥပမာကျွန်တော်ပြပြမယ်တခုပဲငါဆိုပါစို့roughly ပြောလို့ရအတိအကျပြောစရာမလိုဒီဂျပန်နိုင်ငံမှာဗျာ$900ရတယ်ဆိုရင်တစ်လောက်$1500ဟုတ်လား$1500ဟုတ်$50ရတယ်ဆိုများလားတစ်လောက်အများများလားအများမများ$50ပုံမှန်လောက်ဖြစ်လားပုံမှန်တဲ့ကြော်နေပြီ good ပုံမှန်ကဘယ်လောက်လဲ30အနည်းဆုံး20အများဆုံး30အဲ့လိုလား40 30-20ကြာနော် good ငါရဲ့ဝင်ငွေကတစ်လကို$80,000ရှိရမယ်လို့သင်စဉ်းစားဘူးလားမစဉ်းစားဘူးသိတယ်ဘာလို့အရန်ကွာဟသွားပြီအဲ့လိုဆရာပြောလိုက်ရင်ဖခင်ရဲ့ principle နားမလဲတဲ့အဖွဲကဘာပြောမှထင်လဲလောဘကြီးတာမပြောလားလောကကြီးမှာသူများတတ်မှတ်တဲ့အထဲမှာသင်နေမှာလားသင်ရဲ့ဘဝကိုသင်ပြန်တတ်မှတ်မှာလားကျွန်တော်အတွက်ကနေဒါမှာတစ်လကိုဒေါ်လာ$3,000ရဖို့အကြီးအကျယ်အယူမှုအလုပ်လုပ်ရတာဆိုတစ်လကိုဒေါ်လာ$3,000ဆိုတာကျွန်တော်အတွက်အယံများသောကြောင့်
3000ရရင်အရန်ကျင့်တတ်တယ်ကျေးဇူးတော်တွေအကြီးကျယ်ချီးမွမ်းနေတာโอเคဒါပေမဲ့ကျွန်တော်ကတတ်မှတ်ဖို့ဘုရားသခင်ဖွင့်ပြလာတဲ့နေရာနဲ့စပြီးတော့ငါရဲ့တလဝင်ငွေကအနည်းဆုံး3000ရှိရမယ်လို့ကျွန်တော်စတင်တတ်မှတ်လိုက်တဲ့အချိန်ကနေစပြီးတော့ကျွန်တော် income ပြောင်းသွားတာသူများပြောမှာပဲကနေဒါမှာမင်းတလ3000ရတယ်ဂျင်းနဲ့လေမင်းရလဲအဲ့လောက်တည်းတော့မဟုတ်အဲ့ဒါပြောတာမဟုတ်ဘူးငါကျွန်တော်ဩစတြေးလျသွားတယ်ဩစတြေးလျမှာကျွန်တော်ပြောတယ်တလ1000ဝင်များလားဆိုသူတို့အားလုံးပြောများတာပေါ့ဆရာမျက်လုံးမှာပြောများတာပေါ့ဆရာဒါဆိုရင်မင်းရဲ့ mindset ကိုငါရဲ့ဝင်ငွေတလ1000ဖြစ်ရမယ်လို့မင်းသတ်မှတ်ရဲလားလို့နေကြည့်တော့သတ်မှတ်ရဲပါတယ်အဲ့ဒါယုံကြည်ခြင်းမဟုတ်သတ်မှတ်ရဲပါတယ်အခုလည်းဆရာပြောမယ်1080သတ်မှတ်ရဲလားပြောဘုရားလို့ရှိရင်တော့ဖယားအလိုရှိရင်တော့ဖြစ်မှာပေါ့ဆရာရဲ့မဟုတ်ဘူးဖယားသခင်အတင်းအလိုမရှိပဲနဲ့ဖယားဘယ်တော့မှအလိုမရှိဘူးသီလားဖယားသခင်ရဲ့အလိုတော်ကျွန်တော်တို့ကရှာတယ်ဖယားကကျွန်တော်တို့ရဲ့အလိုပြန်ရှာတယ်ယုံနာညီကောင်မောင်မှာကျွန်တော်အရန်နားမလဲတာရှင်းချက်ချင်းမေးလို့ရတယ်ဒါမိသားစုတွေပဲပြဿနာမရှိဘူးယေရှုခရစ်တော်ဟာမျက်စိကန်းတဲ့လူသူ့နောက်အကြီးအကျယ်တိုးဝင်လာတဲ့အချိန်မှာပါတိမဲဆိုတဲ့မြက်ကန်းသူကဒါဝိရဲ့သားတော်ယေရှုကျွန်တော်ကယ်ပါဒါဝိရဲ့သားတော်ယေရှုကျွန်တော်ကယ်ပါဒါဝိရဲ့သားတော်ယေရှုကျွန်တော်ကယ်ပါခေါ်ခဲ့တဲ့သူ့ကိုယေရှုဟာပြောချင်မှာအဲ့မြက်ကန်းရဲ့သူ့ရှေ့ကိုရောက်လာအောင် What do you want me to do for you? What do you want me to do for you? မင်းကငါဘာလုပ်ပေးရမလဲ။အော်မြက်ကန်းပါဆိုမှာပဲကိုတော့မသိဘူးလား။ဒါပေမဲ့တင်းရဲ့အလိုစန္ဒမပါဘဲနဲ့ဖခင်ကအလိုမလုပ်ဘူး What do you want? What do you want? Tell me what you want. Then he said, I want to see. I want to see. အဲ့ဒါသူဘာပြောတယ်လို့လဲသင်ယုံကြည်တဲ့အတိုင်းသင်နိုင်ဖြစ်စေပြီတဲ့ကိုရောကြီးချက်လုပ်ပေးလိုက်ကိုရောအလိုတော်ရှိတိုင်းလုပ်ပေးလိုက်ကိုရောသူမကြိုက်ဘူးအဲ့ဒါယေရှုက What do you want ကျွန်တော်မြင်ချင်တယ် Yeah တင်းရဲ့အတွေးခေါ်ထဲမှာသူ့ရဲ့အတွေးခေါ်ထဲမှာနဲ့တင်းရဲ့အတွေးခေါ်ထဲမှာရှိတာမတူရင်တင်း history maker မဖြစ်လာဘူး तू ကဘာလို့စံစာထဲမှာတမိုင်းတင်ရတဲ့သူတယောက်ဖြစ်လာလဲပတ်ဝန်းကျင်မှာရှိတဲ့သူတွေသူဘာပြောလဲမွေးကလေးကမြက်ကန်းလာတဲ့သူတယောက်ကအဲ့ဒါမင်းရဲ့သဘာဝပဲအဲ့ဒါကိုလက်ခံလိုက်မင်းရဲ့အရေးချင်းနဲ့မင်းတလောက်ရတာကိုမင်းကြည်နာလက်ခံလိုက်ဒီလိုပြောလိမ့်မယ်အဲ့လိုမျိုးတာအတွေးခေါ်ကို तू ကလက်ခံလိုက်ရင်ဟုတ်တယ်လေငါဘွားတော့မွေးကလေးကကန်းလာတဲ့ကောင်ပဲကန်းမှာပေါ့ဒါကတော့နော်ကန်းမှာပဲအလိုတော်ကိုဝန်ခံပါတယ်ဆိုတော့မှသူ့ဘွားယူသူအဆုံးတတ်သွားရင်ကျမ်းစာထဲမှာပါလာစရာအကြောင်းမရှိဘူးဒါမဲ့ What do you want? I want to see မင်းယုံတဲ့တိုင်းမင်းနိုင်ဖြစ်စေတယ်မြင်သွားဝါ12နှစ်ပတ်လုံးတွေ့သွန်းတာဆွဲတဲ့မိန်းမ12နှစ်လုံး
ပတ်စံကုန်သွားပြီဆရာဝန်လက်လျှော့လိုက်ပြီယောဂတိုးလာပြီသူလက်မခံဘူးငါဒီယောဂနဲ့တည်ဖို့ငါလုံးဝလက်မခံဘူးမိုက်တယ်အဲ့စိတ်ဓာတ်ကိုကြိုက်ငါဒီဆင်းရဲတဲ့ဘဝနဲ့ငါလုံးဝမသိစေရအောင်ဆိုတဲ့စိတ်ဓာတ်ရှိရင်တင် level ဆင့်တက်သွားမယ်ငါကအလုတ်သမားဘဝနဲ့လမ်းမဆုံးเสียဘူးရတဲ့လုပ်ငန်းရှင်ဖြစ်လာလိမ့်မယ်ငါကဒီ level မှာငါမရှိစေအောင်ငါရဲ့ level မရောက်နိုင်တဲ့ level တခုငါရောက်ရမယ်ဆိုတဲ့ယုံကြည်မှုတင်ထားနိုင်သွားရင်အဲ့ level အချိန်တိုင်းရောက်တယ်ဥမာဆရာတို့ကနေဒါမှာနေတော့3000ဆိုတာကအယံများတယ်လို့ခံယူခဲ့ပြီမဲ့ကျွန်တော်ရဲ့သမီးလေးမလေးရှားသွားတဲ့အချိန်မှာကျွန်တော်နဲ့2ယောက်တည်းပဲသွားတယ်သားဖာ2ယောက်အဲ့တော့သွားတော့လမ်းမှာသွားကြရင်လည်းလမ်းမှာတွေ့တဲ့ကလေးတွေကြိုက်တဲ့ဟာပေါ့နော်သမီးဘာလို့ချင်းလဲ no ဘာမှမလို့ချင်းဘူးအော်ငါသမီးလိမ္မာတာဒါနဲ့ Pavilion Mall ဆိုရှိတယ်မလေးရှားမှာ Pavilion Mall အဲ့ဒါ branded တွေပဲအဲ့ဒီရောက်တော့မှ तू ကသမီးဘာလို့ချင်းလဲဆိုပြမယ်တာဒါဆိုတော့တစ်မျိုးပဲအဲ့ဆိုဝင်သွားပရာဒါဆိုတဲ့ဆိုင်ထဲဝင်သွားပြီး8လုံးကောက်ဆွဲလိုက်တာဒက်ဒီဒါယူမယ်တာသွားရှင်းလိုက်တယ်ဒေါ်လာ3000ကျော်သမီးလိုချင်တဲ့အခါမှာချက်ချင်းဝယ်ပေးလိုက်တယ်ချက်ချင်းဖះစကားပြောတယ်မင်းတို့အခု3000ကျော်ဘာမှမဟုတ်တော့ဘူးမလားငါသားဟိုးတော့ငါမင်းကနေဒါမှာတစ်လောက်3000မင်းအယူမှုရှာခဲ့တယ်အခုအဲ့မင်းသမီးရဲ့အိတ်ကလေးဘာမှလည်းမဟုတ်ပြလဲသားအိတ်ကလေးတစ်လောက်ကလေးအရင်ကြီးကျွတ်ဆိုရင်လည်းတစ်မျိုးသေးလေး3000ကျော်ရင်ထဲမှာမကောင်းအမေသမီးကြိုက်လားကြိုက်တယ် Daddy thank you ဘာမလို့ရှင်တော့ထက်လည်းဘာမဝယ်ပေးနဲ့thank you ဝယ်ပေးလိုက်တယ်ဘာနားလဲသွားလဲဆိုတော့ဖះဘာပေါ်ပြလဲမင်းဘယ်လောက်မြင်နေလဲမင်းရဲ့ level မင်းဘယ်လိုမြင်ထားလဲအဲ့ဒီငါဆွဲတင်နိုင်တယ်မင်းကိုမင်းမြင်တဲ့အမြင်မမားစေနဲ့တင်းရဲ့အနာဂတ်ကိုတင်းဘယ်လိုမြင်ထားလဲဒီလိုပဲငါစူးစမ်းရုန်းကန်ပြီးတော့မှဂျပန်မှာရတယ်များဆုပြီးတော့ no တင်းနင်းတဲ့နေအောင်ငါကောင်းကြီးပေးမယ်လို့ဖခင်အာဗြဟံစကားပြောတယ် okay ဆိုတော့တင်းကအာဗြဟံကိုပဲပေးတယ်လို့တင်းထင်သွားရင်တင်းမှားသွားပြီဖျားသခင်အာဗြဟံဘာပြောလဲတင်းနင်းသမျှငါကောင်းချီးပေးမယ်ဒါဆိုအာဗြဟံပေးတာငါနဲ့ပါဆိုင်လဲနော်ဂလာတိခန်းကြီး3ငယ်9မှာဘာပြောလဲအားလုံးဖတ်ရအောင်ခန်းကြီး3ငယ်9ကျွန်တော်ကလိုက်ဆိုရအောင်တို့ဖြစ်၍ယုံကြည်ခြင်းရှိသောသူတို့သည်ယုံကြည်သောအာဗြဟံနဲ့တူကောင်းကြီးမင်္ဂလာကိုခံရကြ၏။အော်အာဗြဟံပဲပေးတာလား။ Hello အာဗြဟံပဲပေးတာလား။ဂျပန်အဖွဲ့တွေဘယ်သူလဲပေးလဲ။ယုံကြည်သူလို့ပြောလိုက်ပါလေယုံကြည်ရဲတဲ့သူဘာကိုယုံတာလဲဖခင်စကားကိုယုံရဲတဲ့သူဖခင်ကိုယုံတယ်လားပြောနေဖခင်စကားကိုယုံမှဖခင်ကိုယုံတယ်လို့ခေါ်တယ်ဖခင်စကားတွေကိုတော့မယုံနိုင်မဲနဲ့ဖခင်ကိုယုံတယ်လို့ထိုင်ပြောနေအဲ့ဒါလိန်နေတဲ့ဘာသာရေးခရိယန်နေတော့ဒီမှာကျွန်တော်တင်းတော်ကိုလာလုပ်ပေးတဲ့အခါမှာကျွန်တော်အဖေတယောက်နေနဲ့ကျွန်တော်လာလုပ်ပေးတယ်ကျွန်တော်သားသမီးကျွန်တော် train တယ်ဘာလို့ train တာဆိုတော့ခရစ်တော်ဤဖြစ်စေခြင်းတဲ့အသင်းတော်တစ်ခုကိုကျွန်တော်တို့ရှိရမယ်တေးသေးချစနစ်တကျ train ပေးတဲ့အသင်းတော်ဖြစ်ရမယ်ပြီးတော့မှတက်တည်တယ်တလားပြီးတလားပေါ်ထွက်လာဖြစ်ရမယ်ဒါကြောင့်ကျွန်တော်တို့စပြီးတော့ trainer
ကိုပိုင်နေရသွားရှာသွားဝယ်ရမယ်အတိုင်းတာတစ်ခုထိကျွန်တော်တို့ပံ့ပိုးပေးမယ်ဒါပေမဲ့ယုံကြည်ခြင်းနဲ့တို့ဆက်ပြီးတော့လုပ်ရမယ်အဲ့ဒါတွေအားလုံးကျွန်တော်အကုန်ပံ့ပိုးပေးရင်လည်းတို့ဘယ်တော့မှတိုးတက်လာမှာလည်းမဟုတ်တော့ပြန်ယုံကြည်ခြင်းနဲ့ချလုပ်ရဲတဲ့ကောင်အောင်မြင်သွားတာပဲလောကကြီးမှာအောင်မြင်သွားတာပဲကျွန်တော်ဘန်ကောက်မှာဒီဂျပန်ထပ်ပို့ဈေးကြီးတယ်ဘန်ကောက်ကထိုင်းနိုင်ငံကတော့နေရာတိုင်းမှာဈေးမတူဘူးဒါပေမဲ့ဘန်ကောက်မြို့ကျဈေးကြီးတယ်ဒါပေမဲ့အဲ့ဒီမှာကျွန်တော် make a check စောင့်မှာနေရာကိုပိုင်နေရာနဲ့ make a check စောင့်မှာတန်ကြီးကနန်းနေကျွန်တော်ယုံကြည်ခြင်းဘယ်လောက်ထားဖို့လို့လဲဒီလိုမျိုးနေရာမျိုးကကျွန်တော်တို့ဝေးတယ်လို့ခံယူထားရင်ကျွန်တော်တစ်သက်လုံးဝေးသွားလိမ့်မယ်ဒီလိုနေရာမျိုးကျွန်တော်လုပ်ကိုလုပ်နိုင်မှာဂျပန်နိုင်ငံမှာဒီထက်ကြီးမားတဲ့နေရာတွေလုပ်ကိုလုပ်နိုင်ရမှာဟောကြီးတွေဝယ်နိုင်မှာသူများပြန်ပြီးတော့ကိုမတုံးတဲ့ချိန်မှာပြန်ငှားစားလို့ရတယ်လုပ်ကိုလုပ်နိုင်ရမှာကျွန်တော်တင်းတော်ထဲမှာဘယ်နှစ်ယောက်ကိုကျွန်တော်တို့အမှုတော်ဆောင်ဖြစ်ပဲမွေးထုတ်တာမဟုတ်မီလီယံနာတွေဘယ်နှစ်ယောက်မွေးထုတ်နိုင်ပြီလဲကျွန်တော်အခု level တစ်ဆင့်တက်ပြီကျွန်တော်မီလီယံနာတွေအကုန်မွေးထုတ်မယ်ကျွန်တော်ထိုင်းနိုင်ငံမှာချမ်ရဲ့ဖျားကြောင်းချမ်ဆိုတာကအခုထိုင်းနိုင်ငံမှာအောင်မြင်ဆုံးအမှုတော်ဆောင်သူ့နောက်မှာမင်းသားဆိုတော်မင်းသမီးတွေအများကြီးပဲချမ်ကကျွန်တော်ရဲ့ညီလေးတယောက်လို့အခုကျွန်တော်သူ့အများကြီး training လုပ်ပေးတယ်သူ့တင်းတော်မှာကျွန်တော်သွားတဲ့အခါမှာမင်းရဲ့တင်ချက်တွေမင်းရဲ့တင်ချမှုတွေအရန်ဈေးကြီးလုံးအားကြီးလို့ free လာမတင်ပေးပါနဲ့တဲ့ငါရဲ့ထိုင်းနိုင်ငံမှာရှိတဲ့သူတွေ budget sorry ဒီဈေးနှုန်းတစ်ခုတတ်မှတ်ပေးပါကျွန်တော်ဈေးနှုန်းတစ်ခုတတ်မှတ်ပေးတယ်သူတို့ကျွန်တော် how to become a millionaire ဆိုတဲ့ training ကျွန်တော်စပေးပြီကျွန်တော်အချိန်တိုင်းတော့မပေးနိုင်ဘူးကျွန်တော်တတ်မှတ်ထားခြင်းမှာကျွန်တော်စပေးမယ်ဒီတိုင်းမဲ့အသင်းတော်ဆိုညီကိုမောင်မတို့ဖျားเจ้าလေးတစ်ချက်အလားတပတ်တစ်ခါလာပြန်သွားမဟုတ်ဘူးတေချာတွန်းတင်နိုင်တဲ့အသင်းတော်ဖြစ်ရမယ်တေချာ train လုပ်ပေးတဲ့ကျောင်းတစ်ကျောင်းလိုပဲ share train တော့တလားပြီးတလားမတူညီတဲ့တိုးတက်မှုနဲ့တက်သေးတွေနဲ့ရေးလဲဖျားရှင်ချီးမြှောက်ခြင်းတွေနဲ့တယောက်ပြီးတယောက်အိမ်တော်တိုင်းအသက်တာတိုင်းမှာတက်သေးထူနိုင်တဲ့အသင်းတော်ဖြစ်ဖို့အရေးကြီးနေတာအဲ့ဒီအသင်းတော်ဂျပန်မှာမရှိလို့မရအောင်ရောက်ဥဆောင်သူမှမရှိရင်ဘယ်လိုလုပ်ဖြစ်မှာလဲဝိညာဉ်ရမှာမဥဆောင်နိုင်ကိုစီယာလာဥဆောင်ခဲ့ဒီဒီယာလာဥဆောင်ခဲ့ဘယ်လိုရမှာလဲယူပါယုံမရှိဘဲနဲ့ယူပါယုံမတူဘဲနဲ့လာဥဆောင်လို့ဘယ်လိုရမှာလဲစနေကြကြောင်းတိဆောက်မယ်ဘူတော်ဆောင်နေကြောင်းစ train ပြီးစပြီးပြင်ဆင်ပြီး live alignment မှာတက်တဲ့သူတွေဆိုရင်လည်းအခု live alignment ဆိုရင်ကျွန်တော်ဒီတစ်ခေါက်ပဲ live alignment ကျွန်တော် Udana live alignment ကျွန်တော်သင်တာဒီ January လနဲ့စပြီးတော့ကျွန်တော်က Premier ဖြစ်သွားပြီ Premier live alignment ကျွန်တော်တက်ပြီအဆင့်မြင့်မလို့ကျွန်တော်ဆွဲတင်ပြီလုံးဝ multi millionaire တွေဖြစ်ရမှာအသင်းတော်ထဲမှာယုံကြည်သူတွေမှမကြွယ်ဝရင်အသင်းတော်ဘယ်လိုကြွယ်ဝမှာလဲ that's it ဖခင်ရဲ့အကြံစီကကြွယ်ဝဖို့ဖခင်လိုလို့ရှိဆရာလည်းကြွယ်ဝခြင်းကြောင့်ပြောတာပဲမကြွယ်ဝခြင်းတဲ့ကောင်ဘယ်သူရှိလို့လဲဖခင်ရဲ့အကြံစီကကြွယ်ဝစေခြင်းလုံးအားကြီးလို့အေဒင်ဥယျာဉ်ထဲမှာရွှေနဲ့ဟလာအဲ့ဒီရွှေတဲ့အေဒင်ဥယျာဉ်ထဲမှာမြစ်လေးဖြာရှိအဲ့လေးဖြာထဲမှာရွှေထွက်တယ်ဘာဖြစ်လို့ဖခင်အကောင်းဆုံးနေရာကြီးမှာလူကိုထည့်ပေးတာလဲမင်းတို့ဘာသာမင်းတို့ရွှေသွားရှာလို့ပြောလို့ရတယ်ဘာလို့ရွှေရှိတဲ့နေရာမှာလူကိုဖန်ဆင်းပြီးတော့ထည့်ပေးရတာလဲ come onဘုရားသခင်ဘာဖြစ်လို့သူ့ရဲ့လူမျိုးတော်ကို Middle East မှာဗျာသွားလိုက်ဗျာ Middle East မှာဆိုရင်အကောင်းဆုံးနေရာခလေတိတ်မှာရှိတဲ့ Israel ပဲသူ့လူမျိုးဘာလို့ပေးထားလဲရှေးနှုတ်နဲ့ပြိုက်စီးတဲ့နေရာဘာလို့ပေးထားလဲအကောင်းဆုံးမှာထားခြင်းနဲ့ဘုရားကြီးဖြစ်နေလို့မြတ်သွားကြည့်လိုက် Jordan ကျွန်တော်သွားတယ်စုပ်ပြတ်တတ်တာပဲ Egypt ကျွန်တော်သွားတယ်စုပ်ပြတ်တတ်တာဒါပေမဲ့ Israel တဲ့ဝင်သွားနေအတန်အကုန်ပြောင်းသွားပြီဗျာအကုန်ပြောင်းသွားပြီဟွာအကောင်းဆုံးမှာထားတာသူသားသမီးအကောင်းဆုံးမှထားခြင်းနဲ့ဖေဟာအာဗြဟံရဲ့အနွယ်တော်မှာပေးနိုင်တဲ့ဖေဟာကအာဗြဟံနဲ့ဆက်နွယ်နဲ့ငါတို့လည်းပေးရှင်မို့မကျတို့ဖြစ်၍ယုံကြည်ခြင်းရှိတော်ငါတို့သည်သူတို့သည်ဆိုငါတို့သည်ယုံကြည်သောအာဗြဟံနဲ့အတူကောင်းကြီးခံရမယ်ဂလာတိခန်းကြီး3:29ဂလာတိ3:29အလုံးဖတ်29
ခရစ်တော်နဲ့ဆက်ဆိုင်သွားပြီဆိုရင်သင်ကဘု து အမျိုးနွယ်ဖြစ်သွားပြီလေ Come on အာဗြဟံကိုပေးတဲ့ဂတိတော်သင်နဲ့ဆိုင်သွားလားဘု து အဖြစ်ဆိုင်တာလေခင်ဗျအဲ့ဒါကိုပုံပြင်လို့မှတ်ရင်တော့ခင်ဗျသွားပြီခင်ဗျ live ကအာဗြဟံပေးတဲ့ဂတိတော်အားလုံးကခရစ်တော်နဲ့ဆိုင်တဲ့သူတိုင်းနဲ့ဆိုင်သွားပြီဆိုတာသင်သိရင်လုံးဝ serious ထားလိုက်မှတ်ထားကျွန်တော်ပြဿနာဖျားစကားကြားရင် serious မထားလို့ဘာမရတာအောင်မြင်သူတွေကအများနဲ့ serious ထားတတ်တယ်ဘေးရမဆို serious ထားတယ်ဒါကျွန်တော်ရဲ့ကြောင်းသားတွေပဲဖြစ်ဖြစ်ကျွန်တော် life alignment မှာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့နီးစပ်သူပဲဖြစ်ကျွန်တော်အများနဲ့တင်ပေးတဲ့အောင်မြင်ခြင်းဒီ၅ချက်အများနဲ့လိုတယ် G 5G ကျွန်တော်ဒီနိုင်ငံရောက်ကြတဲ့ကျွန်တော် 5G ရတာတော်တော်နည်းနေ 4G ပဲရနာဆိုတော့နည်းနည်းသိတော့မဟုတ်ဘူးဒီနိုင်ငံကျွန်တော် 5G သမား number 1G get serious number 2 get smart number 3 get going number 4 get better number 5 get stronger 5G get serious get smart get going get better get stronger so number ဖျားစကားကြားရင်ကိုယ်နဲ့မဆိုင်တယ်လို့ပဲမဟုတ်အဲ့ဒါငါအတွက်ဖြစ်ရမယ်အဲ့ဒါငါအတွက်ဖြစ်ရမယ် yes အဲ့ဒါငါအတွက်ဆိုခုနဂလာတိခန်းကြီး3အငယ်29ပြန်သွားရအောင်ဘာပြောလဲခရစ်တော်နဲ့ဆက်ဆိုင်လဲအာဗြဟံမြတ်ဘာဖြစ်လဲအမျိုးနွယ်ဘင်ဖြစ်၍ဂတိတော်တိုင်းဟာလေလုယာဘသူရဲ့အမွေခံလဲ Come on ဘသူရဲ့အမွေခံလဲYep come on ဖယားအမွေဖယားရဲ့အမွေခံနေCome on ဖယားအမွေခံကပါလဲဂျေဇုနဲ့ကရုဏာတော်တစ်သက်လုံးခံစားရတဲ့အမွေဒါဝိမင်းကြီးကရှေ့ပြောတယ်ဂျေဇုနဲ့ကရုဏာကိုငါတစ်သက်လုံးခံစားရမယ်တင်းရဲ့ဖယားပြင်ဆင်ထားတဲ့မင်္ဂလာကခဏမဟုတ်ထားဘူးလားကောင်းကင်နိုင်ငံရောက်မှခံစားရတာမို့ဒီမြေကြီးကိုမှလည်းခံစားရတဲ့ခွင့်ဖယားရှင်ပြင်ဆင်ထားပြီးသားအာမင်ဒါအောင်ကျွန်တော်ကတရားဟောရင်အချိုးသိမ့်မပြေတဲ့ယုတ်တဲ့သူများပြောတယ်အချိုးမပြေတာမဟုတ်ဘူးဖယားသားသမီးတွေရပိုင်ခွင့်ကိုသိတဲ့အခါမှာတစက်မှမလျှော့တာလျှော့စရာအကြောင်းမရှိဘူးတစက်မှလျှော့စရာအကြောင်းမရှိဘူးအာနာပါနာနဲ့သူများလက်ခံအောင်လည်းပြောစရာအကြောင်းမရှိဘူးကိုယ့်ရဲ့ stand up ပေါ်ကိုပြပြရပ်ဖို့အရေးကြီးတယ် that's it come on amen သူများအထင်ကြီးအောင်လဲဝစ်ပြတာမဟုတ်လို့သူများအထင်ကြီးသွားမှစိုးလို့ရန်အတွက်လဲအဆုတ်ပြတ်တဲ့ဝစ်စရာလည်းမလိုဘူးကိုကောင်းဆုံးဝင်မယ်ဘုရားသားသမီးရပိုင်ခွင့်လောကသားတွေကြည့်ပြီးတော့အားကြတဲ့သူတွေဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်မခံနိုင်တာဘုရားသားသမီးတွေကိုလောကသားတွေလာပြီးတော့မှအထင်သေးတဲ့အကွက်တွေလာလုပ်ရင်ကျွန်တော်ရမုန်းတယ်ဂေါလိယကဘုရားရဲ့တက်တော်ကိုလာပြီးတော့ကျိန်ဆဲတဲ့အခါမှာဒါဝိဒ်ကမခံနိုင်တယ်လို့ကျွန်တော်မခံနိုင်ဘူးဗျာဖခင်သားသမီးတွေဘာမှမဟုတ်သူလာဆက်ဆိုင်ကျွန်တော်ရမုန်းတယ်ဘာလို့မော့အောင်မလဲဖခင်သားသမီးဆိုတာလောကသားတဲ့ထူးကိုထူးခြားရမယ်အားကြောင့်ကျွန်တော်ကတစ်ခါလေးပြောရင်ကရင်တွေကကျွန်တော်အရန်ဒေါသထွက်တယ်ဘာဖြစ်လို့လဲဆိုတော့ကရင်တွေကဖခင်ဘာသာထဲမှာအရာကျင့်နေပြီးတော့အဟုတ်ကြီးဖခင်ကြောင့်သွားတက်ပြီးတော့မှအော်ဘူးစားလိုက်ရရင်โอเคပဲလို့ထင်နေတဲ့အဖွဲတွေအဲ့ဒါနဲ့ဘာလုပ်လို့ရမှာလဲလို့အော်ဘူးဆိုတာပွဲတော်ကိုပြောတာအဲ့ဒီပွဲတော်ဆိုင်အောင်လည်းငါတို့ခရစ်ယာန်ဟုတ်သွားပြီ come on no ဖျားပြင်စင်ဒါမဲ့ဒီမှာကြည့်ကျွန်တော်ကရင်ရွာတွေကျွန်တော်သွားလိုက်ရင်ဗျာဒါအခုအရန်ကောင်းတယ်ALD တိုင်းဘက်ကနေရောက်လာကင်းနေအများကြီးကျွန်တော် train ပြီခုမင်းပြန်သွားမင်းမြို့ပြန်တည်စားမင်းရွာလောက်ပဲဖြစ်နေအဲ့ဒီရွာကိုမြို့ဖြစ်အောင်မင်းလှုပ်ရှားကြရအောင်သွားတသက်လုံးရွာဖြစ်ခဲ့တယ်ရွာကနေမတက်တော့ရွာကနေမြို့ဖြစ်အောင်မင်းလုံနိုင်တယ်လို့ project တွေဆွဲစားခင်ဗျာရွာအောင်မြို့ဖြစ်အောင်လုံနိုင်ပြီဆိုရင် level ဆင့်တက်သွားပြီ good မြို့အင်ကာနဲ့ညီတဲ့ဟာလုံနိုင်ရမယ်ကျွန်တော်ဖွဲ့ထဲမှာမဟုတ်ကျောင်းလာတက်တဲ့ကျောင်းသားထဲမှာ Austin ဆိုတာရှိတယ် Austin ဆိုတာ lead guitar တီးတယ်အခု His Glory မှာဆရာကနေတော့ဖွဲ့ထဲမှာ lead တီးနေတယ်သူကျောင်းလာတက်လက်တော့သူကမေကွန်းအမေဆုံးသူက ALD တိုင်းဘက်ကနေလာတယ်
Austin နင်ပြန်သွားရင်နင် Austin မြို့ဆိုတဲရမယ်သူမြေကြီးအများကြီးရှိတယ်မင်းပြန်လုံမလားလုံမယ်ဆရာ good သွားတူအောင်ဆိုရှိတယ်ဒီနောက်ဆုံး batch မှာ batch 6မှာတူအောင်ကချင်စေးတွေချတာများလို့ကြောက်အောင်လို့ရောက်လာဒါပေမဲ့ပြန်လဲပြန်တော့မင်းဘယ်သူလို့ဖြစ်ချင်ဆုံးလဲဆရာလို့ဖြစ်ချင်ဆုံးဆရာလို့ဖြစ်လို့မရဘူးဆရာတက်တာရမင်းအောင်မြင်ရမယ်မင်းစူးစမ်းရမယ်သွားပြန်သွားဘာလို့မှကျွန်တော်ဧက100ရှိတယ်ကျွန်တော်အဲ့ဒါကိုကျွန်တော်လှုပ်မယ်ဘာပင်ညပင်ဆိုင်မယ်very good စိတ်ကြမ်းမာရေးစေးတောက်နေတဲ့လူက3လပြီးသွားတဲ့အခါမှာ तू လုံးဝမကြောက်တော့ကျွန်တော်မလို့တော့ဘူးဆရာကျွန်တော်အောင်မြင်ခြင်းနဲ့ကျွန်တော်သွားတော့မယ်ဆိုတော့ကျွန်တော်သိနေပြီ that's it ကျွန်တော်ရဲ့ life မှာညီကောင်မောင်မတော်အတွေးခေါ်လေးတစ်ချက်ပြောင်းသွားတယ်ကျွန်တော်ဘဝကြီးအရန်ပြောင်းသွားတာဒါပေမဲ့အတွေးခေါ်မှားအောင်ဘယ်သူကလှုပ်လဲဆိုတော့အမြဲတမ်းစာတာငါလှည့်စားတဲ့အနေနဲ့မင်းတို့ဖျားချောင်းလှုပ်ကြိုက်တာလှုပ်ဒီအတွေးခေါ်နေပဲမင်းတို့ဖျားချောင်းလှုပ်လဲဘာမှမထူးစာရန်သိပြီလား no ခရစ်တော်ရဲ့အသင်းတော်ဆိုပါလားခရစ်တော်ရဲ့အသင်းတော်ဆိုပါလားအေဖက်ခန်းကြီး1အေဖက်ခန်းကြီး1အငယ်20နဲ့4လောက်မှာsorry 23မှာအေဖက်ခန်းကြီး1ငယ်23မှာထိုအသင်းတော်ကအလုံးစုံတို့ကိုအလုံးစုံတို့နှင့်ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟုသောခရစ်တော်၏ကိုယ်ဖြစ်တယ်ဘယ်မှာပြည့်စုံလဲတို့အဖက်မှာကျွန်တော်ငွေကြေးနဲ့ဆိုင်တဲ့ကောင်းကြီးလုပ်ငန်းနဲ့ဆိုင်တဲ့ကောင်းကြီးမိသားစုနဲ့ဆိုင်တဲ့ကောင်းကြီးအသက်ရှိခြင်းကောင်းကြီးကျမ်းမာခြင်းကောင်းကြီးဒီကောင်းကြီးတွေနဲ့ပြည့်စုံနေဖို့ဘုရားလိုတော်ရှိတယ်အလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟုသောခရစ်တော်၏ကိုယ်ဖြစ်တယ်ဆိုတော့ခရစ်တော်ရဲ့ကိုယ်ဖြစ်တဲ့အသင်းတော်က perfect ဖြစ်နေရမယ်ဒီနေ့ perfect မဖြစ်ဘူးဂျိုဂျိုးနှရွက်ပဲ့ဖြစ်နေတဲ့အသင်းတော် why ဒါကြောင့်ခရစ်တော်ရန်ဝမ်းနေတယ်ငါလှုပ်ပေးခဲ့တဲ့ဟာအဲ့ဒါမဟုတ်ဘူးဘုရားကြောင့်နေလုံနေတယ်ဘယ်လိုခေါ်မလဲငွေကြေးနဲ့စကားတွေများနေတယ် come onတင်းဦးဆရာလဲလကရဖို့ပဲစဉ်းစားနေလကမပေးနိုင်ပြ no come on လကကြည့်ပြီးတော့မှုတော်ဆောင်မယ်ဆိုရင်အဲ့ဒါမှုတော်ဆောင်လို့မခေါ်တော့ဘူးမှုတော်ဆောင်ဆိုတာဖះဝဲအာကိုတက်ရတာလကနဲ့အသက်ရှင်တာမှုတော်ဆောင်မဟုတ်တာဒီနေ့အတင်းတော်တွေကအမှုတော်ဆောင်တွေကိုယ်တိုင်ပင်လျင်းယုံကြည်ခြင်းကိုပုံသက်တွေမပြနိုင်ခဲ့ဘူးမပြနိုင်ကြဘူးဖြစ်နေတယ်ဒါကြောင့်ဘယ်လိုအတင်းတော်ဘယ်လိုအသင်းတော်ဖြစ်မှာလဲခရစ်တော်ရဲ့အသင်းတော်ဆိုအလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းတည်းဟူသောခရစ်တော်၏ကိုယ်ဖြစ်တယ်အဲ့ဒါကိုစဉ်းစားကြည့်အယံနဲ့နေတယ်အလုံးစုံတို့ကိုအလုံးစုံတို့နဲ့ပြည့်စုံစေတော်မူသောသူ၏ပြည့်စုံခြင်းအလုံးစုံကပြည့်စုံရမယ်ကျွန်တော် life ကအယံထူးခြားရမယ်ကျွန်တော် life ကအများအမြဲတမ်းတိုးတက်နေရမယ်အမြဲတမ်းပြောင်းလဲနေရမယ်အမြဲတမ်းအံ့ဩဖွယ်ရာအကြောင်းတွေဖြစ်နေရမယ်ဒါအောင်ကျွန်တော်ဖျားသားသမီးတွေမှန်ရင်ကျွန်တော်ယူပါယုံကြီးထားရဲရမယ်အခုနကျွန်တော်ပြောတဲ့1080ရှိရမယ်1080တင်ဘာလို့မတတ်မှတ်ရဲတာလဲဆိုတော့တင်းရဲ့အခြေအနေတင်ကြည့်နေလို့ယုံကြည်ခြင်းဆိုတာလက်ရှိအခြေအနေကိုကြည့်ရင်ယုံကြည်ခြင်းဆိုတာမဖြစ်လာတော့တသက်လို့ဟေဘရဲခန်းကြီး7ငယ်1မှာပြောလဲအလို့ရတယ်အလုံးကျွန်တော်သိတယ်ဟေဘရဲ7ငယ်1စပ်ပြဖတ်ပါယေရှုတင်တာအရန်ယေရှုတင်တာယုံကြည်ခြင်းကဘာလဲဖြစ်ပြီးသားအရာလားမျှော်လင့်တဲ့အရာလားဖြစ်ပြီးသားအရာလားမျှော်လင့်တဲ့အရာလားမျှော်လင့်တဲ့အရာကိုဘာလုပ်တာလဲ come on ဘာလုပ်တာလဲမြင်ပြီးသားအရာလားမမြင်သေးတဲ့အရာလားသိမှသိပြီးသားအရာလားမသိသေးတဲ့အရာလားမြင်ပြီးသားအရာလားမမြင်သေးတဲ့အရာကိုဆွဲလန်းရတာလားမမြင်သေးတဲ့အရာကိုတင်ဆွဲလန်းတတ်ဖို့ရည်ကြီးတယ်မြင်နေရတာတော့1080လဲကျွန်တော်မသိဘူး I don't know ဒါပေမဲ့မြင်ရမယ့်အရာကတော့1080လို့တင်လုံးဝတတ်မှတ်ဆွဲလန်းရဲရင်အဲ့ဒီအတွက်ဖခင်ကအခြေအနေတွေအချိန်ခါတွေအဆက်အသွယ်တွေအကုန်ပြင်ဆင်ပေးလာပြီးအဲ့ဒီ level ရအောင်ဆွဲတင်သွားတဲ့ဖခင်ဖြစ်တယ် come on ဂျပန်နိုင်ငံအေးလို့လားမသိဘူးကွာယုံကြည်ခြင်းလည်းအေးနေတယ်
Come on, come on, come on, come on. Amen. No, 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 no. Amen. Good, 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 good. And then the whole lot of it. Sao cả sao này mà tu đâu. Gu mama tu orang dah terus isi dia so masang terus aku mah asing tak taji dia so mayung jitu dia so dah tamyo. Tapi macam ke mai gu mama. တယောက်ပြီးတယောက်ကြီးမားသောလွတ်မြောက်မှုတွေဖြစ်လိမ့်မယ်တယောက်ပြီးတယောက်ပြောင်းလဲမှုတွေဖြစ်လိမ့်မယ်အဲ့ဒီနေရာမှာအကြီးကျယ်ဖျောက်ကိုးကွယ်တဲ့သူတွေပေါ်လာလိမ့်မယ်မနေ့ကကျွန်တော်ညီကိုတယောက်ဗုဒ္ဓဘာသာဇနီးမောင်နှံငကွင်းနဲ့ကျွန်တော်နာမည်တော့မမှတ်မိတော့အကြီးနဲ့နာမလည်းတတူးပြေပဲကျွန်တော်ယုံနေဆရာကျွန်တော်အဲ့ဒါကြောင့်ကျွန်တော်လာဆက်ကတာတတိယပါပဲတသေးရပဲမကြခင်မှာကြီးတော်မှုတွေဖြစ်တော့မယ်ဂျပန်နိုင်ငံနှုတ်ထားမှုစတော့မယ်မြန်မာပြည်သားတွေအပြင်စမယ်နှစ်ပေါင်းများစွာမြန်မာပြည်သားဒါတခုပဲညီကိုမောင်မတို့တခုပဲကျွန်တော်အားပေးရှင်တယ်ယူပါယုံကြီးမားတဲ့ခေါင်းဆောင်တယောက်ရဲ့အောက်မှာမနေတတ်ပဲနဲ့ဘယ်တော့မှအဲ့ဒီတော့မကြည့်ထွားဘူးဒီတိုင်းပဲဖြစ်နေမှာပဲဒီတိုင်းပဲဖြစ်နေမှာမရအောင်ကျွန်တော်အဲ့လိုလုပ်လို့မရတော့ကြီးတော်မှုတွေပြုမယ်စတင်ပြီးတော့မှ building ဝယ်မယ်အကြီးကျယ်ကိုးကွယ်ခြင်းဆုတောင်းရအိမ်ဖြစ်ရမယ် hallelujah ဆုတောင်းရအိမ်ဖြစ်ရမယ်အာမင်အေးဖျားเจ้าထဲမှာရှိတဲ့သူလည်းအပြင်မှာထွက်လို့ဆရာမလို့အေးဖျားเจ้าထဲက business နဲ့ပဲပြန်လုပ်မယ်ဆိုင်နေစဖွင့်မယ် hallelujahဘာဆိုင်လဲကျွန်တော်လည်းတီးတဲ့ဆိုင်တွေရှောက်ပြောယာကီနီကူပါကူနီကူအကုန်ကွာကူရှိမှဖွင့်မယ်ကွာဖွင့်မယ်နေရာတော့မှကျွန်တော်ရွေးထားပြီးသားကျွန်တော်ဆိုင်ဖွင့်မယ်နေရာရှင်ဂျီကူမှာပဲဖွင့်တယ်ရှင်ဂျူကူလားပါလဲရှင်ဂျူကူအဲ့ဒါပဲဖွင့်မယ်ချားနေအောင်ဖွင့်ဖို့ဈေးရှိဆုံးနေရာမှာပဲဖွင့်မယ် that's it ညအဲ့ရနေပြီးတော့မှအရန်နေတော်လာတဲ့သူတွေရှင်ရှေ့ခွဲမှာဆိုင်ငန်းခွဲတွေလောက်ကြ That's it အတင်းတော်ကျွယ်ဝရမယ် That's it Amen Yeah သူများစီမှာအလုံးလုံးနေခွင့်မရဘူးဒါကြောင့်ဒီယုံကြည်သူတွေချင်းပဲအလုံးလုံးနေ conference ဖြစ်တဲ့နေ့တိုင်းမှာအကုန်ပိတ် That's it Sunday ပါပိတ်လည်း yes မပြောတော့ဆရာပိတ်ခိုင်းမှာနော် That's it Sunday ပိတ်သူဘာသာဂျပန်ဒီနေ့အယောင်ကောင်းဆုံးကြိုက်တဲ့နေ့ရောင်းမှာချေပြောပြမယ်fast food ဆိုတာက Saturday Sunday အဓိကဖွင့်ရတဲ့နေရာအခု America မှာအယောင်ကောင်းဆုံးဆိုင်ရှိတယ် McDonald's လိုမျိုးပဲဆိုင် McDonald's တွေဆိုရင် Saturday Sunday အကြီးကျယ်ဖွင့်တယ် Burger King အကုန်ဖွင့်တယ်ဒါပေမဲ့ Sunday တရက်ပိတ်တဲ့ဆိုင်တစ်ဆိုင်ရှိတယ်အဲ့ဒါကလေကားတွေဒီလိုတန်းစီနေတာ Chick-fil-A လို့ခေါ်တယ် Chick-fil-A ဆိုတဲ့ဆိုင်Chick-fil-A လို့ခေါ်တယ် Chick-fil-A အဲ့ဒါယုံကြည်သူဖခင်သခင်က तू ကအမြဲတမ်းတစ်ပတ်ကိုတရက်သူဖခင်ကိုပေးတဲ့အနေနဲ့ तू ရဲ့ဆိုင်ကိုပိတ်တယ်ဒါပေမဲ့အဲ့ဒီဆိုင်ကတရက်ပိတ်တဲ့ဆိုင်ကသူများဆိုင်တွေထက်အရင်ရောင်ကောင်းတဲ့အပြင်ဝင်ငွေသူများထက်သာတယ် Chick-fil-A American တွေကလည်းအသေးကြိုက်တာဘာကြိုက်မှန်းကိုမသိကျွန်တော်လည်းသွားစားတယ် chicken ပဲဒါမဲ့သူတို့အတွက်ကတော့ Chick-fil-A အရင်ကောင်းတယ်ဖခင်လှုပ်ထားတာဖခင်ကိုနံပါတ်1နေရာမှာထားတဲ့သူဖခင်အမြဲတမ်းနံပါတ်1နေရာမှာပြန်ထားတဲ့ဖခင်ရှင်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်တို့လုပ်ရမယ့်အရာတွေအများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်အရင်ဆုံးနံပါတ်1နဲ့ကျွန်တော်တွေးခေါ်ပြောင်းအောင်မယ်ဘာသာရေးတွေးခေါ်ပြောင်းပြောဘာသာရေးတွေးခေါ်ပြောင်းရမယ်တကယ်ချင်းမဘေးနားမှာရှိတဲ့သူလက်ဆွဲနှုတ်ဆက်ပြောတာတကယ်ချင်းဘာသာရေးတွေးခေါ်ပြောင်းအောင်မယ်တို့တွေဘာသာရေးအတွေးခေါ်ပြောင်းရမယ်ဘာသာရေးအတွေးခေါ်အမြဲတမ်းဖျားအတွက်ငါတို့အကောင်းဆုံးလုပ်မယ်ဖျားအတွက်အကောင်းဆုံးလုပ်တဲ့ပုံမှာဖျားခင်ငါတို့ကောင်းကြီးပေးမယ်တရားရာဂိုင်နှုန်းအမှားအရာ Come on အဲ့ဒါမျိုးဆိုရင်ဘာသာရေးဆရာတွေခရစ်ယာန်ဆရာတွေအယားမကြိုက်ဘူးဒါဆိုဘာမလုပ်ရတော့လားမိကုန်းနေထုတ်လိုက်မယ်
ဖယားသခင်ကသူ့အတွက်တင်ဘာအကောင်းဆုံးလုပ်ပေးမလဲဆိုတာထိုင်မျှော်နေတဲ့ဖယားမဟုတ်နံပါတ်1 तू အယံဝမ်းနေတာ तू ဘာလုပ်ပေးခဲ့လဲဆိုတာသင်မသိဘူး तू ဘာလုပ်ပေးခြင်းလဲဆိုတာသင်မသိဘူး तू ဘာလုပ်ပေးအောင်မလဲဆိုတာကိုသင်ကိုသိချင်းစေခြင်းပေမဲ့သင်စိတ်မဝင်စားအောင်သင်လုပ်ပေးဖို့ပဲစဉ်းစားနေတယ်မှတ်ထားဖယားသင်လုပ်ပေးတာကိုမလုပ်ချင်ဘူး तू လုပ်ပေးချင်တာဟယ်လိုသိမရသေးဒီဖွဲ့ဖယားကိုသင်လှုပ်ပေးတာထက်ဖယားကသင်ကိုလှုပ်ပေးခြင်းနေတာ okay လှုပ်ကျေးဇူးတင်လို့ပြန်လှုပ်ပေးတဲ့အရာကတော့ဒါဖယားကျင့်တတ်ပါတယ်ဒါပေမဲ့တခုနားလည်အောင်ပြောပြမယ်ဖယားဆိုတာအရင်မြင့်လွန်းတယ်ခဏထားတိတ်ချစ်တဲ့လူတယောက်ကသင်တို့ပုံစံကြည့်ရတာအရင်ချစ်တတ်ပါတယ်ချစ်တတ်ပါတယ်အပြိုကြီးဆိုတော့လည်းထင်မသိရသူလည်းချစ်တတ်တယ်အာမင်အာမင် good good तू ကတော့ तू အပြိုကြီးဖြစ်သွားပြီပါဆိုတော့ तू အတင်းတော်နဲ့လက်ထပ်လိုက်ပြီဖြစ်တဲ့အတွက်ကြောင့် तू သူမဒီလိုအန်ကျိတ်တော့အာမင်လို့လိုက်ရတယ်အာမင်ငါဝိညာဉ်ဖခင်ပြောပြီဆိုတော့လည်းငါဝန်ခံတော့မှာပေါ့ကွာဆိုတာမျိုးပေါ့နော်မကြောက်ပြောပြမယ်ချစ်တဲ့သူဟာယူရတာပျော်လားပေးရတာပျော်လားချစ်တဲ့သူတယောက်ကကိုချစ်တဲ့သူကိုလှုပ်ပေးနေရရင်ပျော်နာလေကိုချက်ကျွေးပြီးတော့မှသူစားလိုက်တဲ့ဟာကိုအားရပါရစားကောင်းလိုက်တာလို့ပြောရင်ဘယ်လောက်ကျဉ်းတတ်လဲ Am I right? Come on. သူများတော့မသိဘူးကျွန်တော်ကတော့ယူရတာမပြောပေးရတာပြောတယ်အဲ့ဒီနှလုံးသားကြီးဘယ်ချင်းနဲ့စရထင်လို့လဲဖယားကိုရတဲ့ချန်နဲ့ရတာဖယားကိုမရခင်တော့ကျွန်တော်ဘယ်သူစီရမလဲဒါပဲထိုင်မျောနေတဲ့ဘဝနဲ့ဖယားကိုလည်းရတော့ကျွန်တော်ဘလို့အကောင်းဆုံးသူများကိုပေးရမလဲဒါပဲစဉ်းစားတာဆိုတော့လူတောင်မှဖယားကိုရသွားတဲ့လူတောင်မှသူများဆရာမမျှော်တတ်ပဲနဲ့သူများကိုပဲပေးတတ်သွားပြီဆိုရင်ပေးရတာပဲပျော်သွားတယ်ဆိုကျွန်တော်ဖယားကြီးသူပေးနေရတာကိုကျင့်တတ်တယ်ဖယားလေဖယားခင်ဒီချစ်ချင်းမြတ်တာဖြစ်တယ်လို့ပြောရတဲ့ကြောင့်တိတ်ချစ်တဲ့ဖယားဆရာနဲ့စီးဆင်းလာတဲ့အရာတွေအားလုံးအကောင်းဆုံးအရာတွေပဲအတင်းတို့ဟယ်လိုမကောင်းတဲ့အရာဘာတစ်ခုမှမရှိဘူးအကောင်းဆုံးကိုဖယားပြင်ဆင်ထားတယ်အလုံးခဏလေးမယုံရင်ကျွန်တော်ကြည့်ကြရအောင်တစ်ချက်ချင်းစီကျွန်တော်သွားမယ်ထမင်းလွတ်သွားလဲပြဿနာမရှိဘူးဟုတ်တယ်မလားဘာလို့ဂျပန်နိုင်ငံမှာထမင်းနဲ့အမြဲတမ်းစားနေအရာနဲ့ငွေကုန်ပြီဆိုတော့ကျွန်တော်တိတယ်ခံစားမိပါတယ်ဒါမဲ့လည်းပဲနေ့တိုင်းတော့စားနေရတာပဲလေနော်မစားလည်းမဖြစ်ဘူးထမင်းကိုမပြင်းတဲ့အဖွဲတွေကမြန်မာပြည်သားတွေပါယာကုပ်ခန်းကြီး1ကိုခဏလေးသွားကြည့်အောင်ယာကုပ်ခန်းကြီး1ကိုချက်လေးသွားမယ်ယာကုပ်ခန်းကြီး1အငယ်18လောက်မှာကြည့်အောင်အလုံးဖတ်ကြည့်အောင်ယာကုပ်ခန်းကြီး1ငယ်18ကျမ်းစာကိုဖတ်ကြည့်အောင်ကောင်းမြတ်စုံလင်သောစုကျေးဇူးရှိသမျှတို့သည်အလင်းတို့၏အဘအထံတော်ကတိုက်ရောက်သည်ဖြစ်၍အထက်အရပ်မှလာကြ၏မင်္ဂလာဆိုတာကအထက်ကနေအောက်ကိုစီးဆင်းတယ်ရေစွာလည်းအပေါ်နဲ့အောက်ကိုစီးဆင်းတယ်ဖခင်ရဲ့မေတ္တာလည်းအမြဲတမ်းသူ့စီကနေပဲကျွန်တော်စီးဆင်းတယ်ကျွန်တော်ဘက်ကနေပြန်သွားလို့မရအောင်သူကပဲစီးဆင်းတာအာမင်ဒါကျွန်တော်ဖခင်ကိုဘာပေးနိုင်လဲဖခင်ကိုပေးနိုင်တာတစ်ခုပဲရှိတယ်အများကြီးကျွန်တော်တို့လုပ်ပေးဖို့မစင်စားနဲ့သင်ဘာမှမလုပ်ပေးနိုင်ဘူး
မလုပ်ပေးနိုင်တဲ့အရာကြီးတစ်ခုကိုဖခင်အကောင်းဆုံးလုပ်ပေးမယ်ဒီမှာတနေ့3နာရီဆူတောင်းတယ်အဲ့ဒါခင်ဗျားတို့ဆူတောင်းတာသူ့တို့ဆူတောင်းတာမဟုတ်တာကြုံချမ်းသာဖတ်တာဘသူတို့ဖတ်တာတင်းတို့ဖတ်တာလေဖခင်တင်းတို့ပြင်ဆင်ထားတဲ့မင်္ဂလာတွေသိအောင်တင်ဖတ်နေရတာလေဆူတောင်းတယ်ဆိုတာလည်းပဲတင်းရဲ့တတ်တာထဲမှာတကိုးနဲ့ပြေးဝလာဖို့တင်ဆူတောင်းရတာလေဖခင်နဲ့ဘာမှဆိုင်ဘူးလေအဲ့ဒါတွေအားလုံးဆူတောင်းချမ်းသာဖတ်တာတနေ့ကို4နိုင်5နိုင်5ဆူတောင်းတယ်ပြီးဟာတိတ်ဟုတ်လာပြီထင်အဲ့ဒါတင်းနဲ့ဆိုင်နေလေဖခင်အတွက်တင်ဘာမှလုပ်ပေးတာမရှိဘူးလေဖခင်ကြောင့်လာလေတင်းအတွက်လားဖခင်အတွက်လားဖခင်အတွက်မဟုတ်တင်းအတွက်လေ just one word can change your entire life တင်းရဲ့စကားဖခင်ရဲ့စကားတစ်လုံးကတင်းဘဝတစ်ခုလုံးပြောင်းလဲသွားစေနိုင်တယ်ဆိုတာကိုတင်သိဖို့ဖခင်ကြောင့်မိတ္တဟာရဲ့အစွာရှိရမယ်တင်းအလဲပါစင်တက်ကြည့်ဘာပဲဖြစ်ကွာငါတပတ်ကိုတရက်ငါဖျားနဲ့အချိန်ယူကိုယူမယ်ကွာဘာပဲဖြစ်ငါအလုတ်ကအရေးမကြီးအလုတ်ပြုတ်တယ်ပြတ်တာမရှိဘူးငါဖျားကိုအချိန်ပေးမယ်ဆိုတဲ့ပြက်တာရက်တည်ကြီးဘုရားခင်အရန်ချိမြောက်လိမ့်မယ်ဒီမှာဆရာပြောပြမယ်ဒီမှာဟိုသမီးလေး2ယောက်ရှိတယ်ဟုတ်မှာဟိုသမီးလေး2ယောက်ဟုတ်လားခဏနေဂျူဂျူဟုတ်လားဂျူဂျူနဲ့ကွမ်းဒီကိုရောက်လာတဲ့ခါမှာဘာတူလဲဂျူဂျူဆိုတာအော်သမီးလား sorry ဂျူဂျူနဲ့ကွမ်းတနင်္ဂနွေတရက်ရောက်လာတာတိတ်မကြသေးဘူးဟုတ်လားသမီးရဘယ်တော့ရောက်လဲသမီးရပြီးခဲ့တဲ့နှစ်10လပိုင်းကရောက်တယ်ပြီးခဲ့တဲ့နှစ်10လပိုင်းရောက်တယ်တိတ်မကြသေးဘူးဒါပေမဲ့သူတို့ကတနင်္ဂနွေခွင့်မရရင်အလုံးမလုံးတော့ဆိုတော့ तू ကပြက်ရပ်လိုက်တာကွမ်းဆိုပါမလားအော်ဒီမှာကွမ်းပြက်ရပ်လိုက်တာအကောင်လေးတွေကအရန်မကြည့်ပါဘူး message ကြည့်တယ်ဖျားပါအာမင်ရက်လိုက်တဲ့အချိန်မှာအလုံးအထုတ်ခံရတယ်အဲ့နဲ့ဘာထပ်ဖြစ်လဲပြောရင်ပြုတ်ပါစေဗောဟုတ်လားဆိုတော့ဘယ်လိုပြန်ဖြစ်သွားလဲဂျေဇုတော်ကြောင့်အလုံးအထုတ်မခံရပဲနဲ့စနေတင်းတွေ offer ပြန်ရသွားတယ်နောက်ဆုံးတော့သူတို့ပြတ်သားမှုကြောင့်တထေးရပဲပြန်လျှော့ပေးလိုက်တယ်ဟုတ်လားthat's it ဖန်နေပတ်တန်အလိုပြန်ဖျားစနာငေါ့နားလေတယ်ဒီတထေးကငေါ့နားလေမှာမဟုတ်တော့မလုံးနဲ့ကိုပဲမတိုးတတ်တာဖျားနဲ့ပြည့်ရက်ဒီဂျပန်နိုင်ငံကောင်းကြီးဖြစ်ဖို့တို့ဒီကိုပို့ထားတာကောင်းကြီးဖြစ်ဖို့နီးတနီးပဲရှိတယ်ငါတို့ယုံကြည်ခြင်းကသူတို့နဲ့မတူစေရအောင်ပြတ်သားရမယ်ဖခင်နဲ့ပြတ်ရက်နိုင်ရမယ်ဖခင်ကိုနံပါတ်1နေရာမှာထားနိုင်ရမယ် keep God first priority ဖခင်ကိုနံပါတ်1နေရာမှာထိုင်ဖခင်ခင်အံ့ဩဖွယ်ချီးမြှောက်မှာဖခင်ဖြစ်တယ်အာမင်တင်းရဲ့မစုံလင်ခြင်းတွေထက်ဖခင်ကိုနံပါတ်1နေရာမှာထားတတ်ရင်အဲ့ဒီဖခင်ကိုနံပါတ်1နေရာမှာထားတတ်ခြင်းအကျင့်ကတင်းကိုစုံလင်ခြင်းကိုဆွဲခေါ်သွားလိမ့်မယ်စုံလင်မှုတင်မကြိုးစားနဲ့ဖခင်ကိုနံပါတ်1နေရာမှာထားတတ်ဖွယ်ကြိုးစားအာမင်ယောက်ျားညီကိုမောင်မတွေအားပေးခြင်းနဲ့ကျွန်တော်အတွေးခေါ်တွေပြင်ရမယ်ဘာသာရေးအတွေးခေါ်ပြင်ရမယ်ဘာသာရေးအတွေးခေါ်ပြင်ရမယ်ဖះငါတို့အကောင်းဆုံးလုပ်ပေးမယ် come on ဘာမှလုပ်ဖို့မစင်စားနဲ့ဘာလုပ်လို့မရအောင်တင်ဖះကိုလုပ်ပေးနေတဲ့အရာတစ်ခုပဲရှိတယ်မကြခင်ကျွန်တော်ပြောမယ်အဲ့ဒါပြင်လိုက်တော့ဒီနေ့ဆိုင်ညီကိုမောင်မတို့ကျွန်တော်ပြောမယ်ဗျာလောကမှာဆရာတွေအများကြီးရှိတယ်နားထောင်ဒါပေမဲ့တကယ်ခမရဘဝမှာအဖြေမရှိတော့ဆိုတော့ကျွန်တော်တရားဟောချက်ပြန်နားထောင်လိုက်အဖြေရှိနေသေးရှောက်နားထောင်ရတာဒါပေမဲ့လုံးဝအဖြေမရှိတော့လမ်းပိတ်သွားပြီဆိုတော့ကျွန်တော်တရားဟောချက်နားထောင်အဲ့မှာအဖြေရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တရားဟောတာမို့ကျွန်တော်ကလောကရဲ့အဖြေဖြစ်ဖို့ကျွန်တော်ဆုတောင်းထားတယ်အဲ့အတိုင်းပဲဘုရားသခင်ကျွန်တော်ထက်ထွက်တဲ့အရာအလုံးကတကယ်အဖြေဖြစ်ပါစေတကယ်အဖြေဖြစ်တဲ့ကောင်တွေယုံတာပဲကျွန်တော်ပြောမယ်ခရစ်ယာန်တွေယုံတာထက်အခုဘောရဘာသာယုံတာပိုများတယ်ကျွန်တော်တရားဟောချက်ကိုအများစုအခုကျွန်တော်တရားဟောတာခရစ်ယာန်တရားကိုပဲဟောနေပေမဲ့ကျွန်တော်တရားဟောတာနားထောင်လို့ပြောင်းလဲနေဘောရဘာသာတွေအများကြီးပဲအခုဟိုမှာကိုဗစ်မှာပင်လည်းကောင်းတယ်
2020မှာအကြီးကြီးကျွန်တော်ဝိုင်းဆဲကြရင်ねဒေးဗစ်လားဆိုတာဘာလို့ဝိုင်းဆဲနာဆိုတာသိချင်လို့နားထောင်ရင်းနဲ့အနားထောင်နေဘာမှလို့လဲ तू ပြောတာမှန်တာပဲလေဆိုပြောင်းလဲသွားတယ်ဘုရားဘာသာအများကြီးပဲကြီးဆိုချင်းမွားနေအဲ့ဒါကျွန်တော်ရောက်တဲ့နိုင်ငံထဲမှာလာတော့တတ်ခံလို့ဆရာအဲ့တုန်းကပြောင်းလဲခဲ့တာကျွန်တော်ပဲဆရာကျွန်တော်ကဆရာကိုဆက်ဆုကျင်လို့ကြီးလိုက်တာအဲ့မှာပြောင်းလဲသွားကျွန်မပြောင်းလဲသွားတယ်အများကြီးပဲအခုစင်ကာပူမှာလည်းတွေ့တယ်ဩစတြေးလျမှာလည်းကျွန်တော်တွေ့တယ်အမေရိကမှာလည်းသွားတွေ့တယ်အများကြီးပဲအဲ့ဒါခရစ်ယာန်တွေမဟုတ်ခရစ်ယာန်နဲ့လုံးဝမပတ်သက်ခဲ့တဲ့ခရစ်ယာန်ဆိုတာဘာမှတော့မသိတဲ့လူတွေပြောင်းလဲနေတာကိုဘာလို့တိလာညီကိုမောင်မတော့ကျွန်တော်ပြောတဲ့စကားကိုခရစ်ယာန်တွေသိ serious မထားဘူးဒါပေမဲ့တကယ် serious ထားတဲ့သူကတကယ်ဘဝကြီးရလွတ်မြောက်အောင်တကယ်ချုပ်နှောင်တဲ့ဘဝထဲနဲ့လွတ်မြောက်အောင်ကျွန်တော်အရန်ရစေချင်တယ်ဘာလို့ကျွန်တော်ကကျမ်းနေပေတွေတက်ပြီးတော့ဟောနေတဲ့ကောင်မဟုတ်ဘူးကျွန်တော်ဘဝနဲ့ကျွန်တော်ကဝိညာဉ်တော်ဥဆောင်မှုတိုင်းဖျားပြောချင်တဲ့စကားကကျွန်တော်ဖျားရဲ့ဗဇက်အဖြစ်ကျွန်တော်အသုံးခံပြီးပြောနေတာဒါပဲရှိတယ်။တော့သင်တို့တကယ်ယုံကြည်ပေးပါတကယ်လက်တွေ့လုပ်ချင်ကျွန်တော်ပြောမယ်ဖျားသင်စီကဘာမှလုပ်ပေးတာမလို့ချင်းဖျားကိုလည်းဘာမှလုပ်ပေးလို့မရဘူး။ဘာလို့မစင်စားနေညီကောင်မောင် please 2025အတွက်ပြင်ဆင်ရအောင်လုကာခန်းကြီး19အငယ်7လောက်ကနေစတော့ကြည့်အောင်လုကာခန်းကြီး19ငယ်7ကနေစကြည့်မယ်2024နဲ့မတူတဲ့မင်္ဂလာကျွန်တော်2025မှာဝင်စားမယ်အာမင်အာမင်ယုံရဲလားယုံရဲပါသလားကျွန်တော်ပြန်ကြားချင်တယ်ယုံရဲပါသလားဒါဆိုရင်သင်ရဲ့စာအုပ်ဘောပန်ရှိရင်လည်းစာအုပ်ဘောပန်နဲ့တခုရေးထားမဟုတ်အဲ့ဒါမပါလောက်ဆိုဖုန်းထဲမှာရေးထားဒီနေ့ကစ၍သင်သတ်မှတ်ပါသင်ကိုသင်အနည်းဆုံးသင်ရဲ့တစ်လဝင်ငွေဟာ150ရှိရမယ်ရေးတာရေးတဲ့မယုံရင်တော့အဲ့ဒါခမည်းနဲ့ပဲဆိုင်တယ်ဖခင်နဲ့မတတ်နိုင်ဘူးကျွန်တော်ဆဆုတောင်းမယ်နဲသွားတယ်လို့ပြောလိမ့်မယ်တရက်မယုံမရှိနဲ့ငါရက်နဲတယ်ကွာအနဲတယ်လို့ထင်တဲ့လူက80ရေးလိုက်80လိုက်ရတာဆို90နဲသေးလား90 100အရင်ဆုံးတော့100နဲ့စလိုက်50ထင်းလုံးတဲ့သူက50လို့တရားလုံးကြည့်ကြပြောတာပါကျွန်တော်ရှောက်မပြောပါဘူးကျွန်တော်လက်တွေ့သမားပါအဲ့ဒါရေးထားတဲ့နေရာတရက်မှာတစ်ခါတော့အနည်းဆုံးကြည့်ပြီးတော့မှကျေးဇူးချီးမွမ်းငါရဲ့ဝင်ငွေကအနည်းဆုံးတစ်လောက်ဖြစ်ရမယ်ယေရှုနာမနဲ့ကြေညာတယ်အဲ့တော့ကြည့်ပြီးတော့အမြဲတမ်းဝန်ခံတယောက်တစ်ခါတော့အနည်းဆုံးဝန်ခံအချိန်ရှိတဲ့လောက်ဝန်ခံဖခင်နဲ့ဆက်ဆံတဲ့သူဆိုတာဘယ်လိုလူလဲသိလားညီကိုမောင်မတော့တင်းရေးမှတ်ထားတဲ့အရာတွေအားလုံးဆွဲလမ်းတော့ဝန်ခံနေတဲ့သူကဖခင်နဲ့ဆက်ဆံတော့သူအဲ့ဒါသိချင်ဟေဘရဲခန်းကြီး3ငယ်14ကိုဖတ်ကြည့်ဟေဘရဲ3:14ဘာပြောလဲဟေဘရဲ3:14မြန်လေးဖွင့်ရအောင်ဘာပြောလဲအလုံးဖတ်ငါတို့ဒီစိတ်ဆွဲလန်းခြင်းကိုစိတ်ဆွဲလန်းခြင်းကိုအစပြုတဲ့ကဲ့သို့ဒီနေ့စပြီးတင်အဆုံးတိုင်အောင်တင်မမြင်ရမချင်းတင်ဝန်ခံအဲ့ဒါဘာလို့ကြောင့်တင်ပေးရလဲညီကိုမောင်မတော့တင်မကြွယ်ဝရင်တင်ဘယ်လိုပေးကနိုင်မှာလဲတင်မပေးကနိုင်တင်ယူရတဲ့ဘဝရွေးဖြစ်နေမှာပေါ့တင်အဲ့ဒါလိုချင်လား no တင်ပေးကနိုင်မယ်အခုပြကျွန်တော်ယုံကြည်ခြင်းနဲ့စတင်လှုပ်လိုက်တဲ့အရာမြောက်များစွာသောမိသားစုအတွက်ကောင်းကြီးဖြစ်တယ်လေချင်းမိုင်မှာတပတ်ဝင်လာတဲ့သူတွေနဲတာမို့ကျွန်တော်အတိုင်းဝိုင်းထဲမှာကျွန်တော်အနာမှာအလုတ်လာရှာတဲ့သူနဲ့ဆရာကျွန်တော်မပြန်နိုင်တော့ကျမတော့မပြန်နိုင်တော့ဘူးကျမအလုတ်မရှိတော့ဘူးကျမချင်းမိုင်မှာနေပြစေဆရာအလုတ်လေးတစ်ခုပေးပါဆိုတော့အနဲတာမဟုတ်ဘူးမြန်မာနိုင်ငံဘာအခြေအနေမှမဖြစ်ခင်နဲ့2021မှာကျွန်တော်
ထောင်ထဲက2020ထွက်တယ်2021မှာကျွန်တော်ထိုင်းနိုင်ငံကိုပြန်လာတယ်ကျွန်တော်အကုန်ပြင်ဆင်ပြီးတော့ကျွန်တော်လှုပ်ထားတယ်တခြားမဟုတ်ဘူးကျွန်တော် Florida မှာဝယ်မဲ့အိမ်ကျွန်တော် cancel လုပ်လိုက်ပြီအဲ့ဒီပတ်စံအကုန်ယူလာပြီးဒီမှာ cash down ကိုလုပ်ပြတယ်ကျွန်တော်အကုန်ပုံ over လုပ်ခဲ့တယ်ဘယ်သူအတွက်ဖြစ်လဲဟိုမှာကျွန်တော် Florida မှာကျွန်တော်ရဲ့ dream home ကျွန်တော်ဝယ်လိုက်ရင်ကျွန်တော်မိသားစုတစုပဲနေလို့ရမှာပေါ့အဲ့ဒါလည်းအမြဲတမ်းနေလို့ရမှာမဟုတ်ဘူးကလေးကကန်ဒါမှာကြောင်းတက်တော့ကြောင်းသွားပြီးတော့အဲ့ဒီအိမ်ကြီးမှာအကောင်းစားကြီးအိမ်မှာနေလဲပဲတစ်နှစ်ကိုတစ်ခါနှစ်ခါပဲနေနိုင်မယ်ဒါပဲဆိုတော့ဘာလုပ်မှာလဲအဲ့ဒါကြီးကိုကျွန်တော် cancel လုပ်လိုက်တယ်ကျွန်တော်ဒီမှာထိုင်းနိုင်ငံမှာလာပြီးတော့လုပ်တယ်နေလူတွေအများကြီးကောင်းကြီးဖြစ်နေသင်တယောက်တော့သူရဲ့ကောင်းကြီးဖြစ်ခြင်းကများစွာသောသူတွေအတွက်ကောင်းကြီးဖြစ်စေတယ်တစ်ပင်တပင်ကောင်းတဲ့ခါမှာငှက်တောင်းနားနိုင်တယ်သင်ကောင်းသောတစ်ပင်ကြီးဖြစ်ဖို့အရေးကြီးတယ်လေသင်အတွက်သင်ကိုဖခင်ကောင်းစားစေချင်တာမဟုတ်သူများအတွက်သင်ကိုကောင်းစားစေချင်တာလေသင်အတွက်သင်ကို take care လုပ်ခိုင်းတာမဟုတ်သူများအတွက်ဒါကျွန်တော်ဖွဲ့တယ်အားလုံးကျွန်တော်ပြောတယ် I'm taking care of myself for you guys မင်းတို့အတွက်ငါ take care လုပ်နေရတာငါရက်သွားရင်ဒီ ministry အကုန်ရက်သွားမယ် ministry အောက်မှာယာနဲ့ချီတော့သူတွေလှုပ်နေတယ်ငါရက်လို့မရအောင်အဲ့ကြောင့်ငါ take care လုပ်နေရတယ်ငါကျမ်းပိုင်ငါကူးစားရတယ်ငါစားတာတောက်တာကူးစားရတယ်ငါ့ကိုပေါက်ရတယ်လားမကျွေးနဲ့ယေရှုပြုရှာစားမစားဘူးဘာလို့မစားလဲလှချင်တာထက်ရှားမှာဖို့ရေးကြည့်တယ်နေလဲလှချင်တာပေါ့နော်ဝန်ခါပါမလှဘူးလေလိုအပ်တယ်လေစင်ပေါ်မှာတက်ပြီးတော့ဖခင်သားသမီးဆိုရုပ်ကဟိုရေမြင့်ရုပ်ပေါက်နေမရဆိုတော့လုံးဝသူ့ဟာနဲ့သူတတ်တတ်ရလဲရှိရမယ်ဖခင်သားသမီးကြည်တယ်သူများအားကျစရာဖြစ်နေရမယ်ဒါဆိုလောကသားတော်မှာကြည်တဲ့အခါမှာကြည်ပြောရှိတယ်ပဲတင်လည်းရှိရမှာပါအာမင်ဟာလေလုယာလုပ်ငန်းရှင်တွေဖြစ်ရမယ်အာမင်လုပ်ငန်းရှင်တွေဖြစ်တဲ့အခါမှာသင်သူများအလုပ်သမားဘဝမဟုတ်တော့ဘူးလေသူများကိုပြန်အလုပ်ပေးနိုင်တဲ့ level တက်ပြီလေအခမပတ်စံချမ်းသာဖို့ပြောတာမဟုတ်ဘူးဗျာသင် level တစ်ဆင့်တက်နိုင်တဲ့ mindset ကိုကျွန်တော်သင်ပေးနေတာကျွန်တော်ကြွယ်ဝခြင်းကိုအဓိကသင်ပေးတာမဟုတ်ပေးကမ်းခြင်းကိုအဓိကသင်ပေးနေတာခင်ဗျကြွယ်ဝမှာပေးကမ်းနိုင်ပါလေကြွယ်ဝဖို့ကအရင်ဆုံးကြွယ်ဝခြင်းအရင်လာတော့ကြွယ်ဝတဲ့စိတ်ဓာတ်ကိုအရင်သွင်းပေးနေတာကျွန်တော်အခုကဘာဖြစ်လို့လဲအခုကျွန်တော်1080လို့စပြောတာဘာလို့ပြောတာလဲခင်ဗျပတ်စံကိစ္စအဓိကပြောတာမဟုတ်လူတွေကပြောလိုက်ပတ်စံကိစ္စကိုကျွန်တော်ပြောတာမဟုတ်ဘူးအဲ့ဒီ amount ကိုသင်ယူပါယုံထားနိုင်တဲ့ယုံကြည်ခြင်းကိုသင်ကိုတိဆောက်ပေးနေတာမသိတဲ့အခါမှာညံနှုံးတဲ့လူတွေကဆရာတဲပဲလားငွေအကြောင်းပဲပြောတယ်ငွေအကြောင်းသူတို့ပဲငွေလိုနေတာတကယ်တော့ခင်ဗျငွေအကြောင်းပြောတယ်ဆိုတဲ့အဖွဲတွေပဲငွေလိုက်ရှာတာကျွန်တော်မရှာဘူးကျွန်တော်စိတ်နဲ့ကျွန်တော်လာတာကျွန်တော်ဖတ်တာကျွန်တော်တဲတာကျွန်တော်ဖတ်တာကျွန်တော်အကောင်းဆုံးဟိုတယ်မှာကျွန်တော်ဖတ်တာကျွန်တော်တဲတယ်အကောင်းဆုံးဟလာ class နဲ့ကျွန်တော်လာတယ်လေကျွန်တော်ဘသူ့ကိုလာတောင်းလို့လေဟဲ့ငါ့ကိုလိန်လမ်းမတွေလှုပ်ဝေးကြပါဦးပြောလာဆရာပြော no ကိုစိတ်နဲ့ကိုလာဘာလို့ကျွဲဝရတယ်လေ come on အဲ့ဒီစိတ်ဓာတ်ကိုကျွန်တော်ကြီးပဲရနေတာမဟုတ်ဘူးလေဗျာအားလုံးရမှာလေဖခင်သားသမီးတွေအာမင်ရှာမအားဒီလို့ရှာရင်အလုပ်ရှင်ရဲ့ကျမကိုအလုပ်မပေးဘူးအခွင့်မပေးဘူးဖြစ်နေအဲ့လားဒီမကြားချင်တော့ဘူးဟေး conference ရှိတယ်အကုန်ပိတ်စမ်းဒီ level တက်မယ်ဘာလို့တင်းကဆိုင်ရှင်ဖြစ်သွားပြီခမောဆရာဂျပန်မှာဆိုတာမလွယ်ပါဘူးရှောက်မပြောနဲ့မလွယ်တာဘာမှမရှိဘူးယုံကြည်တော်သူဖြစ်လင်ခတ်သိမ်းတော်မူတော်တတ်နိုင်တယ်တဲ့အာမင်မာကုခန်းကြီးကိုအကိုငယ်23ဘာပြောလဲလို့ရတယ်ကျွန်တော်သိတယ်မအဲ့ဒါကြရင်လာအောင်မယ်ဆရာဖျားလို့တော့ရှင်ဖြစ်မှာပေါ့အဲ့ဒါကိုစိတ်ညစ်တာကျွန်တော်ဒီမှာဖတ်တော့မယ်ကွာဖဟမ်ယေရှုအသင်မင်းငါလို့တော့မမင်းနဲ့မင်းယုံနေလိုက်ယုံနိုင်ရင်ခတ်သိမ်းတော်မူတော့ကို come on ဒါဆိုအနေနဲ့လေးအပေါ်လေးကိုဆက်သွားလိုက်22ကိုဖတ်ကြည့်ဘာပြောလဲကိုရောဒီတတ်နိုင်တော်မူလင်ကျွန်တော်တနာ၍ကဲတင်တော်မှာရှောက်တယ်ဖယားသခင်ကိုရောတတ်နိုင်ရင်တနည်းအားဖြင့်ပြောကိုရောအလိုတော်ရှိလို့ကိုရောမဆနိုင်ရင်မဆပေးပါအောင်ရပါပြောလဲငါတတ်နိုင်လားလာမမင်းနဲ့မင်းယုံနိုင်လားပဲပြောခမငါတတ်နိုင်လားဆိုတဲ့မင်းကိုငါ့ကိုလာမမင်းနဲ့မင်းယုံနိုင်လားပဲငါ့ကိုပြောမင်းယုံနိုင်ရင်မင်းနိုင်ဖြစ်စေတဲ့ခွင့်ငါပေးထားပြီးသားအာမင်လူကိုဖျားခင်လုတ်ပိုင်ခွင့်အကုန်ပေးထားပြီးသားလုတ်ပိုင်ခွင့်ရအရှိမပါရှိလေယုံပိုင်ခွင့်ပေးထားတယ်ယုံတဲ့သူပဲလုတ်ရတဲ့ခွင့်ဖျားပြင်ဆင်ထားတယ်ဟာလေလုယာလောကကြီးမှာတကယ် smart ဖြစ်တဲ့ကောင်တွေအောင်မြင်နေတာမဟုတ်ဘူးယုံရဲတဲ့ကောင်ကလှုပ်ရဲတယ်လှုပ်ရဲတဲ့ကောင်အောင်မြင်တယ်အတင်းတကယ်လှုပ်ရဲလား that's it
အော်ကျွန်မမှာဆရာဈေးရန်ကြီးတယ်ခင်ဗျာကျွန်တော်ပြောပြမယ်ကျွန်တော်ရဲ့သားသမီးတွေကျွန်တော်အခုရိုက်ထည့်ပေးနေတာပါလေကိုပိုင်နေရဝဲမယ်လှုပ်ရဲလားလှုပ်ရဲစတာနဲ့ဖြစ်ပြီလေဘယ်တော့အိမ်သွားကြည့်မှလဲဆရာမထထဘယ်ရောက်နေလဲ6 ရက်နေ့သူတို့အလှည့်ကြကိုဆရာစိုးပါမှလဲဆရာစိုးဆရာစိုးကအခုအလှည့်ကြသူတို့ကတော့အခုဆရာမတီတာကြီးပဲရောက်နေဧဝံဂေလိဆရာမပဲရောက်လာစကားပြောနေဟုတ်ပြီသူတို့အလှည့်ကြဆရာစိုးကလာမဲ့ပတ်မှာလာမဲ့ပတ်မဟုတ်ဘူးကြီးစမားလာ15နှစ်မှာချင်းမိုင်မှာရှိတဲ့အမှုတော်ဆောင်20ဘာလို့20မဟုတ်32ယောက်Minister 32ယောက်စက္ကပွဲမှာသူပါမယ် Ordained Minister ဖြစ်တော်မယ်15ရက်နေ့မှာအာမင် Ordained Minister ဖြစ်တော်မယ်သူစက္ကမယ်ဆိုတော့ဆရာမထထအကြောင်းထိုင်ဖုန်ကြီးနဲ့ပြန်နေရမယ်သူအခုသူခီးထွက်လို့မရသူအရင်စိတ်နာတယ်သူဘာလို့ဆရာဆိုးထွက်ပြီဆရာဆိုးပြန်လာတဲ့အချိန်မှာသူပြန်ထွက်လို့ရပြီဆိုတော့အလှည့်ကြကျွန်တော်အမြဲတမ်းအတင်းတော်မှာ2ယောက်အမြဲတမ်းထားတယ်အခုဆိုရင်ဆရာရှောင်းအချင်းမိုင်မှာဆိုဆရာရှောင်းရဲ့ဆရာဆိုင်းရင်ထားတယ်အခုဆရာဆိုင်းကဩစတြေးလျသွားတော့မယ်ဩစတြေးလျမှာကျွန်တော်2ယောက်ပြန်ထားမယ်အခုကျွန်တော်2ယောက်အမြဲတမ်းထားတယ်ဘာလို့ဆိုယေရှုခရစ်တော်ကတပည့်2ယောက်အမြဲတမ်းတစ်မျိုး2ယောက်စီလွတ်တယ်တခြားကြောင့်မ1ယောက်လိမ့်1ယောက်ထူလို့ရအောင်ဒါမဲ့အော်ဆရာကောင်းတာထပ်ပြောမယ်2ယောက်ထက်3ယောက်ကပိုကောင်းတယ်ဘာကြောင့်လဲဆိုတော့3လုံးတင်သောကြိုးသည်အလွယ်တကူမပြတ်တတ်တဲ့ကျမ်းစာရှိတယ်ဟာလေလုယာဒါအခုအရန်ကောင်းတယ်အခုတို့3ယောက်ဟလာဆရာမထထဆရာစိုးပြီးတော့မှဆရာမတီတာကြီး3ယောက်ပေါ့3လုံးတင်သောကြိုးသည်အလွယ်တကူမပြတ်တတ် That's it အဲ့ဒီ3ယောက်ညီလို့ကတော့တက်သွားပြီဒါပဲ3ယောက်မညီလို့တော့သွားပြီအခုက3ယောက်3မျိုးဖြစ်သွားပြီမရအောင်အဲကြောင့်အဖေဆိုအမြဲတမ်းရက်တည်ပေးရတယ်တွန်းတင်နေဆရာဆို share တင်တာဘာတင်လဲမင်း submission တင်အဲ့ဒီ submission အနောက်မှာကောင်းကြီး share လိုက်တယ်ဆိုတာတင်တယ် that's it အကြောင်းညီကိုမောင်မအားလုံးပြောပြမယ်ဖခင်ရဲ့ principle အပြတင်မယ်ဆိုကြောင်းညီကိုမောင်မတွေဒီညနားမှာမဟုတ်ဒီနေ့ကျွန်တော်ပြီးတာနဲ့အခုဒီနေ့ကဘယ်နေ့နဲ့ Monday လားဒီနေ့ Monday ဆိုဒီရက်ပြန်လာနဲ့ကျွန်တော်ကအမှုတော်ဆောင်သင်တန်းပေးရပြီည10 နာရီမှာကျွန်တော်တကဘာလုံးမှာရှိတဲ့မှုတော်ဆောင်တွေကျွန်တော် training ပေးတဲ့ဟာလုပ်တယ် training ပေးတဲ့ဟာမဟုတ်စပေးတာမ training ပေးတဲ့ဟာဆိုတော့ဒီကနေ့ကျွန်တော်9 နာရီပြီးတာနဲ့ကျွန်တော်9 နာရီတင်းဆိုပြန်ခဏလေးနားပြန်ကျွန်တော်10 နာရီဆိုကျွန်တော် training စပြီရောက်တခါလေးမှာဆရာဒေးဗစ်လာကိုဖုန်းဆက်လို့မရအောင်ဆရာဒေးဗစ်လာမာနအရန်ကြည့်တယ်မထင်ပါနဲ့ကျွန်တော် schedule နဲ့ကျွန်တော်အပြည့်ဆွဲထားပြီးသားကျွန်တော်ကအလုံးမရှိတာလည်းမကြိုက်ဘူးဆိုတော့အလုံးရှိအောင်ကျွန်တော်ဖာသာကျွန်တော် schedule ကိုပြန်ထည့်ထားတယ်ပြီးတော့ကျွန်တော်အလကားကျွန်တော်အချိန်မဖြုံးချင်ဘူးလောကမှာအသက်ရှင်စဉ်ခဏမှာကျွန်တော်သတ်မှတ်ထားတဲ့ပန်းနိုင်ရှိတယ်ကျွန်တော်ရဲ့အရွယ်ဒီအရွယ်မှာဒီနေရာကိုရောက်အောင်ဆိုတဲ့ပန်းနိုင်ထားတယ်ဒီအရွယ်မှာဒီလုပ်ငန်းတွေကျွန်တော်အကောင့်ထဲဖော်နိုင်မယ်ဆိုတဲ့ယူပါအောင်ကျွန်တော်ထားတာဖြစ်ကိုဖြစ်ရမယ် that's it တင်လည်းအဲ့လိုယူပါအောင်ထားလေကျွန်တော်လို10တန်းမအောင်တဲ့ကောင်တော့ထားနိုင်တင်ဘာလို့မထားနိုင်အောင် come onဆရာ10တန်းတော့မအောင်တဲ့ကိစ္စဘယ်လိုကြောင်းလုံးမှာလဲ10တန်းမအောင်ပေမဲ့ကြောင်းအုပ်ကိုပြန်အုပ်ထားတဲ့လူဖြစ်နေခုကဒါပဲရုပ်ဖို့ပဲလို့တယ်တခုပဲလို့တယ်လူတွေသတ်မှတ်ထားတဲ့ဘောင်ထဲမှာတင်မနေနဲ့ယုံကြည်ခြင်းကဘောင်အများနဲ့ကြော်တယ်ဖះဘောင်ထဲမှာနေတာမကြိုက်ဘူးတောင်ဆက်နှစ်ပတ်လုံးသွေးသွင်းဆွဲတဲ့မိန်းမဘောင်ထဲမှာသာသွားနေဘာသာရေးဆိုတဲ့ဘောင်ထဲမှာသွားနေသူဘယ်သူမှတို့ပိုင်ခွင့်မရှိဘူးဘယ်သူမှထိပိုင်ခွင့်မရှိဘူးသွားထိရင်သူ့ခဲနဲ့ပေါက်မှာဒါပေမဲ့သူကဘာပြောလဲငါသူ့ရဲ့ဘဘွားကိုတို့တာနဲ့ငါပျောက်မယ်တဲ့တို့ခွင့်မရှိတဲ့မိန်းမကဘာလို့တို့မယ်လို့ပြောရတာလဲ come on အဲ့ဒါယုံကြည်ခြင်း come on ဘာသာရေးရလောက်ခွင့်မရှိတဲ့ဟာကို तू ကထလုပ်တယ်ဗျာဘာသာရေးရလောက်ခွင့်မရှိပေမဲ့ယုံကြည်ခြင်းနဲ့လောက်ခွင့်ဖျားပေးထားပြီးသား come on လူတတ်မှတ်ထားတဲ့အထဲမှာတင်သွားနေတင်ရှုံးနေသွားမှာပေါ့ဖျားသခင်ကတင့်ကိုဘာသာရေးထဲမှာရှိစေချင်တာမို့ဂျေဇုတော်ထဲမှာရှိစေချင်တာဟာလေလုယာဂျေဇုတော်ဆိုတာဘာလဲမထိုက်တန်တဲ့သူကိုထိုက်တန်စေတာဂျေဇုတော်မင်းကတော့ဒီယောဂရှိနေတာဒီလိုဖြစ်တဲ့ကြောင့်ဒီယောဂရှိတဲ့ကြောင့်မင်းကဖះเจ้าလာခွင့်မရှိဘူးလို့တတ်မှတ်လိုက်ပြီးရအောင်လားဖ
ရားသခင်ရဲ့ကောင်းကြီးကိုရအောင်ယူတတ်တော်သူတွေဖြစ်ပါစေ။ဘာနဲ့မှယူလို့မရအောင်တစ်ခုပဲယူလို့ရတယ်။ပြောပြီးကျွန်တော်ခုဂျေဇုတော်ချီးမွမ်းခြင်းတစ်ခုကလွဲလို့ဘယ်အရာမှဖရားကိုပြန်လုပ်ပေးလို့မရအောင်ကျွန်တော်တို့မထာကျွန်တော်ညီကောင်မောင်မတို့ဖရားကျွန်တော်တို့စိတ်ကအလိုချင်သောအရာတစ်ခုပဲရှိတယ်။အဲ့ဒါဂျေဇုတော်ချီးမွမ်းခြင်းအားလုံးပြောရအောင်ဗါလဲပြောဗါလဲဂျေဇုတော်ဟာလေလုယာဗါလဲဖရားကိုလှုပ်ပေးနိုင်တဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါဂျေဇုတော်ချီးမွမ်းခြင်းကျန်တဲ့ဘာလုပ်လို့မရဘူးဂျေဇုတော်ချီးမွမ်းခြင်းကလွဲလို့ကျွန်တော်ဘာလုပ်လို့မရဘူးတစ်သက်ခန်းကြီး9ငယ်18အားလုံးကြည့်အောင်အဲ့ဒါဖရားလို့ရှိတဲ့အရာအဲ့ဒါပဲတင်ဘာမှကြီးကြံမလုပ်ခိုင်းဘူးဖရားကအားလုံးဖရားတစ်သက်ခန်းကြီး9ငယ်8အားလုံးဖရားအောင်တစ်သက်အခန်းကြီး9အငယ်18 Yes ပြီးတော့ဖယားအလိုတော်ရှိတဲ့အရာဖယားကိုလှုပ်ပေးနိုင်တဲ့အရာတစ်ခုပဲရှိတယ်အဲ့ဒါအရာမှာမချီးမွမ်း that's it come on ဖယားကိုဘာလှုပ်ပေးရမှမစင်စားနဲ့ဖယားလှုပ်ပေးတဲ့အရာကိုပဲသင်ချီးမွမ်းတတ်ဖို့စင်စားလှုပ်ပေးခဲ့တဲ့အရာအတွက်ချီးမွမ်းလှုပ်နေတဲ့အရာအတွက်ချီးမွမ်းလှုပ်ပေးအောင်မဲ့အရာအတွက်ကြိုတင်ချီးတော့ချီးမွမ်းဒီ3ခုကိုပဲသင်နားလေသွားရင်သင်ရဲ့အနာကလုံလောက်တယ်ဖယားခင်နာမဘုန်းကြီးပါစေဖယားခင်နာမဘုန်းကြီးပါစေဖျားခင်သိစရာဘာမလို့ရှင်ဘူးဖျားခင်တင်းကိုဘာမှတင်းဖျားကိုဟလာဆိုပါစို့တင်းကဖျားခင်နိုင်ငံတော်ငါပေးတယ် no ကျွယ်ဝဖို့ပေးတာမဟုတ်တင်းကျွယ်ဝလို့ပေးနိုင်တာကျွန်တော်ခုပေးနေဆိုကျွယ်ဝဖို့ပေးတာမဟုတ်ကျွယ်ဝလို့ပေးနေတာမထားတင်းကျွယ်ဝဖို့ဘာတစ်ခုမှမပေးနဲ့အဲ့ဒါစင်ရတာအတွေးခေါ်ကောင်းကြီးခံစားခြင်းလို့ပေးတယ်ဆိုရင်တင်းကစင်ရတာအတွေးခေါ်တာကောင်းကြီးခံစားခြင်းလို့ပေးတာစင်ရတာတွေးခေါ်ကောင်းကြီးခံစားနေရလို့ပေးတာကျွယ်ဝတော်သူရဲ့နှလုံးသားအဲ့ဒီသူကတာ၍ကျွယ်ဝတယ်ကျွယ်ဝတဲ့နှလုံးသားပဲတင်းကိုကျွယ်ဝစေတယ်စင်ရတာတွေးခေါ်နေမပေးနဲ့တင်းဘယ်တော့မှမကျွယ်ဝလာဘူးတင်းကကျွယ်ဝတဲ့နှလုံးသားနဲ့ပေးတတ်ရင်ကျွယ်ဝတဲ့အခွင့်ကိုတာ၍ရရှိလာတယ်အာမင်မထားပဲတင်းအတွေးခေါ်တင်းကိုကျွယ်ဝစေတာအာမင်တင်းအတွေးခေါ်တင်းကိုကျွယ်ဝစေတာစင်ရတာအတွေးခေါ်နဲ့တင်းမပေးနဲ့ဒါကြောင့်ကျွန်တော်မိတ်ဆွေတယောက်ဘာပြောဘူးလဲဆိုတော့You will never become a millionaire with a penny mindset. တပြား penny ဆိုတော့တပြားဘိုးလောက်ပဲရှိတဲ့အတွေးခေါ်နဲ့ခင်ဗျာ millionaire ဖြစ်ဖို့မစဉ်းစားနဲ့တဲ့ You will never become a millionaire with a penny mindset. သင်အတွေးခေါ်တပြားလောက်ပဲရှိပြီးတော့မှ millionaire ဖြစ်ရှင်တဲ့စိတ်မရှိနဲ့တဲ့မရဘူးတဲ့ကျွယ်ဝဖို့မပေးနဲ့အဲ့ဒါစင်ရတာတွေးခေါ်ကောင်းကြီးခံစားဖို့မပေးနဲ့ကျွန်တော်ခုပေးနေလုံနေတစ်ခုချင်းစီတိုင်းကျွန်တော်ကောင်းကြီးရှိတဲ့သူတို့ခံယူထားပြီးသားဖခင်ကတင်းကိုကောင်းကြီးပေးမယ်လို့ပြောတာမဟုတ်ဖခင်ကတင်းကို you are blessed တဲ့တင်းကကောင်းကြီးရှိတော်သူဖြစ်ပြီးသားတဲ့တင်းကကောင်းကြီးခံရမယ်သူမဟုတ်တင်းကကောင်းကြီးရှိပြီးသားဘုရားအဖြစ်လေယေရှုအဖြစ်တင်းကိုတင်းကောင်းကောင်းသိရမယ် you must know who you are တင်းကကောင်းကြီးမျှော်လင့်နေရတဲ့သူမဟုတ်ဘူးတင်းကကောင်းကြီးရှိတဲ့သူတင်းအဖြစ်လူတွေကောင်းကြီးဖြစ်ရမယ်တင်းလုံးသမျှမှာကောင်းကြီးဖြစ်ရမယ်ငါကကောင်းကြီးရှိတဲ့သူလို့ခံယူမှလုံးသမျှမှာကောင်းကြီးဖြစ်လာတာဖခင်နာမဘုန်းကြီးပါစေဖခင်နာမဘုန်းကြီးပါစေဖွင့်ပြသောဝိညာဉ်တော်လက်ထူပဲကြီးတော်ချီးမွမ်းတယ်မထာညီကိုမောင်မတို့ကျွန်တော်ပြောရင်ပြောတာပဲဖြစ်နေမှာဆရာပါဇက်နဲ့ရှောင်းပြောဒါဆိုကျမ်းစာဖွင့်မယ်ဗျာကျွန်တော်စကားတစ်လုံးနဲ့ကျမ်းစာတစ်ပိုက်ကျွန်တော်ပြမယ်ကျွန်တော်ဘယ်တော့မှကျွန်တော်နှုတ်ကပတ်တော်အချိန်မခံမနဲ့ကျွန်တော်စကားမပြောတတ်ဘူး135ခုမြောက်သောစာလံအငယ်15ကိုကြည့်ဘာပြောလဲရမစတီယာခါဘာThank you, Jesus. Yeah. Manadai think at all, alluyo. Manadai Tana, to know the Gong and the Miji of Pansino Trapia County Pedom with the Peter. Hallelujah.
ကောင်းကြီးပေးမှလားတင်ကကောင်းကြီးရှိပြီးသားလားတင်ကကောင်းကြီးခံစားတဲ့သူလားကောင်းကြီးရှိပြီးသားလားတင်ကကောင်းကြီးရှိပြီးသားတင်ကကောင်းကြီးရှိပြီးသား you are blessed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  ကျွန်တော်ပြောတိုင်းမှာတင် I receive it လို့ပြောရအောင် you are blessed in Jesus name amen hallelujah ကျွန်တော်ပြောကြည့်အောင် you are blessed hallelujah ဘာသူပြောလဲဖခင်ရဲ့နှုတ်ကပတ်တော်ပြောထားပြီးတော့တင်ကယောဒနာကောင်းကြီးမဟုတ်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတဲ့ထရဖျားကောင်းကြီးပေးတဲ့သူဖြစ်ပြီးသား God already bless you amen ဖခင်ကောင်းကြီးပေးပါ no တင်ကိုတင်မသိသေးဘူးဖခင်ကောင်းကြီးပေးပါမဟုတ်ဘူးမနဲ့စောထားတာနဲ့ I am blessed I am blessed come on I am blessed say it I am blessed say I am blessed အဲ့ဒီတွေးခေါ်ရှိတဲ့သူကကောင်းကြီးခံစားဖို့ထိုင်ဆောင်တာမဟုတ်တင်လုံးတဲ့မြတ်မှာကောင်းကြီးလာပါလာလိမ့်မယ် hallelujah ဒီဟာကိုရေးတဲ့စာလံဆရာဘာပြောလဲ goodness and mercy shall follow me all the days of my life တဲ့ဂျေဇုနဲ့ဂုဏငါးနောက်ကိုလိုက်လာမယ်ကောင်းမြတ်ခြင်းတွေမင်္ဂလာတွေအားလုံးငါးနောက်ကိုတစ်သက်လုံးလိုက်လာရလိမ့်မယ်တဲ့ဘာလို့ဆိုတော့ तू ကကောင်းကြီးနောက်ကိုလိုက်တဲ့သူမို့ကောင်းကြီးကသူ့နောက်ပြန်လာတယ်ဘာလို့ဆိုတော့ तू ကကောင်းကြီးရှိတဲ့သူဖြစ်နေလို့လူကာခန်းကြီး19ငယ်7 You are blessed Yes I'm blessed I'm blessed I'm blessed You have to receive it You have to receive it You have to receive it God already gave you You have to receive it Amen You have to receive it Amen Hallelujah Hallelujahလူကာခန်းကြီး19ငယ်7ကနေစကြည့်အောင်အားလုံးခဏနေကျွန်တော်တို့ဒီနာဆာမ19ငယ်7အားလုံးတွေ့လားတွေ့ပြီနော်အားလုံးကြည့်ရယေရုရှလင်မြို့သို့ကြွတော်မူစဉ်ရှမာရိပြည်နှင့်ဘသူလျှောက်သွားလဲညီကောင်မောင်တို့ယေရှုအများကြီးဖတ်သွားရင်သင်ဥစ္စာဖြစ်မှာဆိုလို့ဖြတ်ပြီးတော့ဖတ်လိုက်တာဖြစ်တယ်ဒါပေမဲ့ယေရုရှလင်မြို့သို့ကြွတော်မူစဉ်ဘသူကြွလဲယေရှုရှမာရိပြည်နဲ့ဂါလိပြည်စัจ जा မှာလျှောက်သွားတယ်ယေရုရှလင်မြို့ကိုသွားနေတဲ့လမ်းဘယ်ကနေသွားလဲဆိုတော့ तू ကလမ်းကိုရွေးချယ်တယ်ဟိုဘက်နဲ့သွားလို့ရတယ်မသွားဘဲတော့ဘယ်ကနေသွားဆိုရှမာရိပြည်နဲ့ဂါလိပြည်စัจ जा မှာလျှောက်သွားတာဆက်သွားရွာတရွာသို့ဝင်တော်မူတဲ့တွင်ဟုတ်ပြီလူနာမဟုတ်တော့နူနာလို့ပြောရတဲ့အတွက်ကြောင့်အနူလူနာကတ်လို့မရအောင် come on လူနာကိုကတ်လို့မရတဲ့သူဒါကြောင့်မြို့အပြင်မှာနေရတယ်ဒါဆိုရင်သူတို့ဖျားတော့ဘာလုပ်ပေးနိုင်လဲဒီလူနူတွေက come on ဘာလို့ပေးနိုင်ကျွန်တော် live တကယ်တော့ကျွန်တော်ဖျားဘာမလုပ်ပေးနိုင်တဲ့ဒီလူနူတွေလို့ပဲဘာမလုပ်ပေးနိုင်လုပ်ပေးနိုင်တာဘာတစ်ခုမှမရှိဘူးဒါတင့်ကိုတင်ကောင်းမဲ့သိလိုက်တင်ဖျားသခင်ရဲ့မဆာချင်မဲ့နေတိုင်းလိုအပ်နေတဲ့သူ okay ဆိုတော့နူနာဆွဲတော့သူကြိတ်တို့ဒီခီးဥယူပြည့်အဝေးကရက်လဲဖျားရဲ့ကောင်းကြီးကိုဘယ်လိုရယူရမလဲကျွန်တော်ပြောပြမယ်နော်ဒီမှာစပြောပြီတင်ရဖះတင်းအခုနကျွန်တော်ပြောကောင်းကြီးရှိတဲ့သူလို့ဖះပြောလိုက်ပြီတတ်မှတ်လိုက်ပြီဒါဆိုတင်ကကောင်းကြီးရှိတဲ့သူအနေနဲ့တင်ဘလို့အသက်ရှင်ဘလို့သွားလာမလဲတကယ်ကောင်းကြီးရှိတယ်ဆိုတာတင်ဘလို့သိနိုင်မလဲအခုကျွန်တော်စတင်ပေးမယ်ဒီလူနူ10ယောက်ကမြို့အပြင်မှာနေရတဲ့သူမြို့ရဲ့အဝတွေအစွန်းနေမှာအဲ့လိုနေရတဲ့သူတွေအဲ့မှာလူနာဆွဲတော့သူ10ယောက်ကခီးဥကြိုပြုတ်ပြီးအဝေးကရက်တယ်တဲ့အဝေးကနေပဲရက်တယ်အနီးနားမကရက်အဝေးကနေရက်ပြီးဘာပြောလဲကြည့်သခင်ယေရှုအကျွန်ုပ်တို့ကိုမချေကျွန်ုပ်ဒီနေ့အမြဲတမ်းဆုတောင်းတဲ့အကွက်တွေကဖခင်ကျွန်တော်မဆာပါဒီဆုတောင်းချက်တွေကဘာသာယေရှုတောင်းချက်ဗျာ
ကဲမတနာပါကဲမတနာပါကဲမတနာပါဟစ်ကြော်ကြတာဆက်သွားယေရှုသည်မြင်တော်မူလျင်ယေဘရဟိထံသို့တွား၍ကိုကိုပြကြလောဟုမိန့်တော်မူသည့်အတိုင်းသူတို့သည်တွားစဉ်တွင်တန်ရှင်းခြင်းတို့ good ဒီမှာလာပြီယေရှုဘာလုပ်ပေးလဲဘာမလုပ်ပေးဘူးဒါပေမဲ့တစ်ခုပဲပြောလိုက်တယ်ယေဘရဟိထံတွားပြတယ်ဒါဆိုရင်ယေဘရဟိထံသို့ပြရတဲ့သူကဘယ်လိုလူလဲပျောက်မှပြရတာမပျောက်ဘဲနဲ့ပြလို့မရအောင်ယေဘရဟိကပျောက်ပြီဆိုတဲ့သူကိုစစ်ပေးရတယ် confirm လုပ်ပေးပြီးတော့မှဟုတ်တယ်ပျောက်ပါပြီမြို့ထဲပြန်ဝင်လို့ तू ကပြောရတာဒါပေမဲ့မပျောက်သေးတဲ့လူနူတွေကိုယေရှုကသွားပြတယ်စဉ်းစားကြည့်လူနာကိုကပ်ဖို့တော့မှထိုက်တန်တဲ့သူမဟုတ်တော့ညာလေပဲဖခင်ကနံပါတ်1မင်းတို့ဟာဖခင်ရဲ့ဂရုဏာနဲ့ကျေးဇူးတော်ကိုခံထိုက်တော်သူဖြစ်တယ်ဆိုတာဒါနဲ့ပြလိုက်တယ်ဘယ်လိုပြတယ်လဲမကြည့်တော့ပြလိုက်တော့လေဒါဆိုဘာပေးတာလဲဘာပေးတာလဲဖခင်ရဲ့စကားပဲပေးတာဒီနေ့ကျွန်တော်ဖခင်စကားရှိတာကြားပြီဒါကျွန်တော်တို့လို့မခံယူယေဘရဟိထံသို့တွားလို့ပြောတဲ့စကားကိုကြားတဲ့ချိန်မှာမိန့်တော်မူသည့်အတိုင်းသူတို့ဒီတွားစဉ်တွင်ပြောတဲ့အချိန်မှာမပြောက်သေးဘူးဖျားစကားငါအတွက်ဖြစ်တယ်လို့ခံယူပြီးတော့တွားတဲ့အချိန်မှာတန်ရှင်းခြင်းကနေရာယူလာတာ Come on ကျွန်တော်ဖယားကိုလှုပ်ပေးပါလို့ပြောတာထက်ဖယားငါမင်းအတွက်လှုပ်ပေးပြီးသားအရာပေါ်မှာမင်းဝန်ခံတာနဲ့မင်းကနေ့တိုင်းမှာမင်းလိုအပ်တဲ့အရာတွေမင်းရဲ့အထဲမှာဖြစ်နေလိမ့်မယ်ဒီနေ့ခရိယန်ရဲ့ပြဿနာဖယားကိုကောင်းကြီးပဲထိုင်မျောတယ်ဖယားစကားကိုမစားတတ်ဘူးဖယားစကားဆိုတာဖတ်ဖို့မဟုတ်ဖယားစကားဆိုတာစားဖို့ Don't read it eat it You cannot just read it. You have to eat His word. ဒါဝိမင်းကြီးကဘာပြောလဲဆိုတော့ဖယားရဲ့စကားတော်ဟာကျွန်တော်ရဲ့အထဲမှာပြားလပုတ်ကဲ့သို့ချိုးပါတယ်တဲ့ Come on. Like honey in the rock. Sweet honey in the rock. ရိုးတနာချိုးတာမဟုတ်ကြောက်ထဲကထွက်လာတဲ့ပြားရည်လို့အေးမြပြီးတော့ချိုးတယ်ဖယားရဲ့စကားငါအတွက်သိချိုးတယ်ဖယားစကားကိုစားလိုက်တိုင်းမှာဖယားစကားငါအတွက်ဖြစ်တယ်လို့ဝန်ခံလိုက်တိုင်းမှာဖယားစကားငါအတွက်ဖြစ်တယ်လို့လုံးဝစိတ်ချလိုက်တဲ့ချိန်တိုင်းမှာငါအထဲမှာစီးဆင်းတော့အရာသိချိုးများတယ်ဖယားကိုကျွန်တော်မဆပါလို့တောင်းနေရင်ဖယားကငါမဆပြီးသားအရာကိုငါအတွက်လို့မင်းဝန်ခံလိုက်တာနဲ့သွားစဉ်တွင်ဘယ်လိုသွားတာလဲယေဘရဟိထံသို့တွားတဲ့ခွန်ငါ့ကိုဖျားပြီးဖြစ်လို့ငါတွားတယ်ဆိုတဲ့အချိန်မှာတွားစဉ်တွင်တန်ရှင်းခြင်းတို့ရောက်သွားတာဖျားကတင့်ကိုကောင်းကြီးပေးတာမဟုတ်ဘူးဖျားစကားပေးထားပြီးသားဖျားစကားဝန်ခံတဲ့အချိန်မှာငါပျောက်ပြီဆိုတဲ့ဝန်ခံခြင်းကသူ့ပျောက်သွားစေတာဖြစ်တယ်ကျွန်တော်ဖျားစကားကိုဘယ်လောက်ထိကျွန်တော်တို့အတွက်လို့ serious ထားပြီးတော့အနေနဲ့အသက်ရှင်လဲအဲ့ဒီ level ကျွန်တော်သွားနာမဟုတ်အဲ့ထပ်တစ်ဆင့်တက်မယ်ခုအဲ့ဒါအဆင့်တက်တော့မယ်ကျွန်တော်ဒါလည်းပြောပြီးသားသွားစဉ်တွင်တန်ရှင်းသွားပြီ That's it ဘယ်တော့မှဖခင်ကတင်းကိုကောင်းကြီးပေးတာမဟုတ်ဖခင်စကားပေးတာဖခင်စကားထဲမှာကိုကောင်းကြီးရှိတယ်2012ခုနှစ်မှာမြန်မာပြည်ထဲကျွန်တော်ဝင်သွားတဲ့ချိန်မှာ
လူပေါင်းမြောက်များစွာဖရားစကားကို serious ထားတတ်တယ်အဲ့ချိန်မှာနိုးထမှုတွေစပြီးဖြစ်လာတယ်ယခင်တော့လည်းမြန်မာပြည်မှာတစ်ခါဖြစ်ဘူးတယ်ဒါပေမဲ့ကျွန်တော်ပြန်ဝင်သွားတဲ့အချိန်မှာနိုးထမှုပြန်စဖြစ်တယ်ဘာကြောင့်ဖြစ်တာလဲဖရားစကားကြောင့်ဖြစ်တာကျွန်တော်ကြောင့်ဖြစ်တာမဟုတ်ဖရားစကားစားဖို့ဖြစ်တယ်ဖရားစကားဆိုတာမင်းအတွက်ဖြစ်တယ်ဆိုဖရားကြောင့်ပဲသွားနာဖရားစကားနဲ့အသက်မရှိတတ်တဲ့လူတွေကျွန်တော်မိမောင်းပြန်ထိုးဖို့ဝิญဉ်တော့ကျွန်တော်ပြန်စေလွတ်တယ်သွားတဲ့ခါမှာဒိန်းဒိန်းဆိုဖြစ်လာတယ်ကျွန်မမရှိတဲ့ညီကိုမောင်မတယ်2025မှာဖရားစကားအတိုင်းဒီလူနုလို့သူတို့ပြောလို့ရတယ်ကိုတော့သွားခိုင်းတာတော့ဟုတ်ပြီကိုတော့မပြောက်သေးဘူးကိုတော့ရဲ့ထိချက်လှုပ်လိုက်အောင်မပြောဘူးလို့ဖရားစကားရှိတော်ညလဲဖရားစကားတင်ရတင်မယ်မဟုတ်ဘူးလားပြောတင်းရဲ့ပြဿနာဖရားစကားရှိတော်ညလဲတင်းရဲ့ပြဿနာမပြေလည်သေးဘူးဒါပေမဲ့အဲ့ဒီဖရားစကားကိုကျမ်းစာထဲမှာမထားဘဲနဲ့ငါအတွက်လို့တင် transfer လုပ်ခိုင်းပြီးတော့ခံယူပြီးတော့နေ့တိုင်းမှာသွားစဉ်တွင်နေ့တိုင်းမှာဝန်ခံရင်းနဲ့ဒုတိယနေ့လားတတိယနေ့လားသရုပ်ထနေ့လားပြစ္စမနေ့လား I don't know after 1 week လား after 1 month လား then you will see the miracles in your body come on ဖရားရဲ့စကားမဖြစ်မချင်းဝန်ခံရတဲ့သူဖြစ်ပါစေမကြခင်ဖြစ်လာတော့မဆွဲလန်းတဲ့သူဖြစ်ပါစေအာမင်ဒါဆိုကျမ်းစာတစ်ပိုက်ကိုကျွန်တော်ရွတ်ခိုင်းမယ်အခုအလွတ်အခုမလွတ်ခိုင်းအောင်ဒီမင်းစားပြီးဒီမင်းလေးစားနိုင်တဲ့အလွတ်လေးကြက်လို့ရတယ်ခုနဟေဘဲ3ငယ်14လွတ်ရပြီကျွန်တော်သိပါငါတို့ဒီစိတ်ဆွဲလန်းခြင်းကိုအစပြုတဲ့ကဲ့သို့အဆုံးတိုင်ကိုတည်ခြင်းနဲ့ခရစ်တော်နဲ့ဆက်ဆံတော်သူဖြစ်ကြ၏အရန်လွယ်တယ်မဟုတ်လားဖတ်ကြည့်အောင်ငါတို့ဒီโอเคခဏရမယ်ဘာကိုဆွဲလန်းတာလဲဖရားစကားဘာကိုဆွဲလန်းမှာလဲဘာကိုဆွဲလန်းတာလဲဆွဲလန်းခြင်းကိုစိတ်ဆွဲလန်းခြင်းကိုအစပြုမယ်ဘယ်နည်းစပြုမှာလဲအခုပြောရအခုစိတ်ဆွဲလန်းခြင်းကိုဖရားရဲ့ဂတိတော်ကျမ်းမာခြင်းနဲ့ဆိုင်တဲ့ဂတိတော်အောင်ခြင်းနဲ့ဆိုင်တဲ့ဂတိတော်လွတ်မြောက်ခြင်းနဲ့ဆိုင်တဲ့ဂတိတော်ကိုစတင်ပြီးတော့ဆွဲလန်းမယ်ဆိုရင်အဲ့ဒီဆွဲလန်းခြင်းအဆုံးတိုင်အောင်ဆိုပါလေမြင်ရတဲ့နေ့ထိတင်တီကြီးနဲ့တရက်ဝန်ခံလိုက်နောက်တရက်မဝန်ခံလိုက်မဟုတ်ဘူးစိတ်ဆွဲလန်းခြင်းကိုအစပြုအဆုံးတိုင်အောင်ဘသူနဲ့ဆက်ဆံတော်သူဖြစ်သွားလဲခရစ်တော်နဲ့ဆက်ဆံတော့ခရစ်တော်နဲ့အတူမင်းအလုံးလုံးခြင်းနဲ့ဆိုရင်ခရစ်တော်နဲ့တူအောင်ပွဲခံခြင်းနဲ့ဆိုရင်မင်းဖရားစကားကိုမင်းမမြင်မချင်းမင်းဝန်ခံရတဲ့သူဖြစ်ပါစေဆွဲလန်းတော်သူဖြစ်ပါစေတဲ့ come on အလို့ရပြီလားဘသူတွေလဲငါတို့ဒီပြောငါတို့ဒီဆိုဘသူလဲယုံကြည်တော်သူတွေဒီအာမင်စိတ်ဆွဲလန်းခြင်းကိုအစာပြုတော့မယ်စိတ်ဆွဲလန်းခြင်းကိုအစာပြုတဲ့အဆုံးတိုင်အောင်ဘသူနဲ့ဆက်ဆံတော်သူလဲရပြီလားဟာတော်လိုက်တယ်ဂျပန်အဖွဲ့တွေအရိကတိုကဇိုင်းမှာဆိုပဲရေးလက်တော့အခုရက်မယ်အခုပိတ်လိုက်တော့တာတော်သမီးတော့ that's it ရင်တော့ဆရာမနေစမယ်တကယ်ရလားအမေမတ်တော်ထားလိုက်သေးတယ်မရသေးပြထိုင်โอเคအခုတော့မလုပ်သေးပါဘူးဒါပေမဲ့အခုတော့တူနှွေးကြမှာသမင်းစားပြီးရုပ်မယ်โอเค randomly ဘယ်သူမဲပေါက်သွားမလို့မသိဘူးငါတို့ဒီစိတ်ဆွဲလန်းခြင်းကိုအစပြုတတ်ကဲ့သို့အဆုံးတိုင်အောင်တည်ကြည်လျင်ခရစ်တော်နှင့်ဆက်ဆံတော်သူတို့တွေချင်းဆိုကြတယ်ဘာလဲဖယားသခင်နဲ့အတူမုန်တိုင်းထက်မှာစိုးစံမယ်ဖယားနဲ့တကယ်မုန်တိုင်းထက်မှာစိုးစံတဲ့သူတွေဖြစ်ချင်းတင်ဆွဲလန်းနေတဲ့အရာပြဿနာမဖြစ်စေနဲ့ဖယားစကားဖြစ်ပါစေတင်ဆွဲလန်းတဲ့အရာတင်းရဲ့ယောဂကြီးလာပြီးတေးသွားပြီအဲ့ဒါတွေဆွဲလန်းနေအောင်တင်းရဲ့ပြဿနာကြီးသွားပြီးတေးသွားပြီအဲ့ဒါဆွဲလန်းနေမှာမဟုတ်တင်းရဲ့ဘာပြဿနာဘလောက်ပဲကြီးပါစေငါဖယားရဲ့စကားအရာခတ်သိမ်းထကြီးမြတ်ဘာကြောင့်လဲဆိုတော့ညီကိုမောင်မတို့ဒီစัจ java တစ်ခုလုံးကိုဖယားသူ့စကားနဲ့ပဲဖန်ဆင်းခဲ့တဲ့အတွက်ကြောင့်သူ့စကားကိုဆွဲလန်းတတ်တော်သူကတော့ share ပဲအာမင်ရပြီလားကျင်းသေးလား good ဒါဆိုရင်ကြည့်မယ်1 2 3မဟုတ်ဘူးငါတို့ပြန်နေမသွားဘူးနောက်ခဏနေစံစာဘိုက်ကရှာမတွေ့ဘူးဖြစ်အောင်မယ်ဟေးပြေအခန်းကြီး3
ခရစ်တော်နဲ့ဆက်ဆိုင်တာလားဆက်ဆံတာလားခရစ်တော်နဲ့ဆက်ဆံတော်သူဖြစ်ကြ၏ဝေါဂျမန်ဖွဲ့တော်နော်ခေါက်ဆွဲစားလို့လားမသိဝါ good okay ဆိုတော့မတွေ့ရပြီသူတို့ဆွဲလန်းနေခင်ဗျဆွဲလန်းနေသူတို့ဆွဲလန်းနေဘာလို့ဆွဲလန်းလဲဆိုတော့ဖခင်ရဲ့စကားသူသွားစင်ငါတို့သွားလို့မရမြို့ထဲဝင်သွားလို့မပြောက်ရင်တော့ဟေကောင်ကြီးခဲနဲ့ပေါက်မှာနော်မင်းသွားခိုင်းတော့ဟုတ်ပြီမဟုတ်ခင်ဗျအဲ့လိုစိတ်ဓာတ်နဲ့သူတို့သွားတာမဟုတ်သွားမယ်ဘယ်သူပြောလို့လဲယေရှုပြောပြီသင်ဖခင်ကိုလည်းအားကိုးတယ်ဖခင်ကိုလည်းတန်တရားရှိတယ်ဘာကြီးလဲ come on သင်တို့ဖခင်ကိုအားကိုးတာလည်းသင်တို့ပဲဖခင်ဘောတန်တရားရှိတာသင်တို့ပဲမအားကိုးရင်မအားကိုးနဲ့လေအားကိုးပြီဆိုရင်လုံးဝစိတ်ချလိုက်တော့လေဒီလူနူ10ယောက်ကဖခင်ရှိမှသွားကြည့်ကျွန်တော်တို့မဆပါတယ်ပြောလဲပြောသွားတဲ့ယေဘရဟိထံသွားပြလိုက်တော့တဲ့ဟာငါတို့အားကိုးတဲ့အရှင်ကငါတို့သွားလို့ပြောပြီးငါတို့ဘသူ့ကျူဆိုင်မှာလဲသွားပြီ10ယောက်ကဒီလူနူ10ယောက်လောက်တော့မှတော့မရှိဘူးလားမသိတခါလေသူတန်တရားတွေဖြစ်နေသွားတော့ဟောပါပြီမဖြစ်တော့ပြန်လှည့်ပြေးဖို့မင်းကအရင်ဆုံးဖြစ်နာမရှိဘူးသူတို့လို့မရှိဘူး10ယောက်လုံးကယာသွားမယ် confident ပြည့်နေသွားနေချင်းမှာသွားစဉ်တွင်တန်ရှင်းချင်းတို့ရောက်ကြ၏come on ဖယားသခင်ကသူ့ရဲ့ကျေးဇူးတော်ကတင့်ကိုသူ့ရဲ့မင်္ဂလာနဲ့အကုန်ထိုက်တန်စေတယ်အေးကွာမင်းတို့ငါဘာမှမလုပ်ပေးခင်တခုမေးချင်တယ်မင်းတို့ဘာလုပ်ခဲ့တယ်လဲဒီနူသွားအောင်မင်းတို့ဘာတွေလုပ်ခဲ့လဲယေရှုမေးတာသင်ဘာလုပ်ခဲ့လဲဆိုတာဖယားစိတ်ကိုမဝင်စားတဲ့အတွက်ကြောင့်မသိအောင်လဲဖယားကသင်ရဲ့အတိတ်ကိုစိတ်ကိုမဝင်စားစေချင်တဲ့ဖယားသင်စိတ်ဝင်စားနေသင်အမှားနေရတဲ့ပြောစားဆံပြောချင်တိတ်ကရှောင်းမလုံးနဲ့ဖယားမတနာဘူးဖယားစိတ်ဝင်စားတဲ့အတိတ်ကိုသင်စိတ်ဝင်စားနေတာဖယားလုံးမကြိုက်ဘူးဒါဆိုရင်သင်ရဲ့အတိတ်ကိုမေးလိုက်ပြီးတော့ဒီတိုင်းပဲနေလို့မရပြန်ဘူးစဆွဲလန်းတော့ဘာတူလဲဖယားရဲ့စကားစိတ်ဆွဲလန်းခြင်းကိုစပြုကြတဲ့အဆုံးတိုင်အောင်ဘာတူနဲ့ဆက်ဆံတော့သူလဲဖယားနဲ့တွာလာတဲ့သူတွေဆိုတာအဲ့လိုဗျာဖယားစကားဆွဲလန်းတဲ့သူပဲဖယားနဲ့တွာလာနေတာကျမ်းစာထဲမှာအေးနောက်ဆွဲလူကဖယားနဲ့အနှစ်300တွာလာတယ်ဝေါဘယ်လိုတွာလာလဲဖယားနဲ့ဆက်ဆံတော့သူအဲ့ဒါဖယားနဲ့တွာလာသူကဖယားနဲ့ဆက်ဆံတော့ဖယားနဲ့ဘယ်လိုတွာလာလဲဖယားစကားဆွဲလန်းနေတော့သူကဖယားနဲ့တွာလာတဲ့သူ that's it man that's it very simple ဖယားနဲ့ဘယ်လိုတွာမလဲဆရာဖယားစကားဆွဲလန်းလဲအဲ့ဒါဖယားနဲ့တွာလာတာဖယားနဲ့တွာလာသူဖယားတာဝန်ယူတယ် hallelujah ခေရိုရိုးလေးကျွန်တော်မပေါက်တာမပွင့်တာပြောလိုက်တော့လဲပွင့်သွားပြီဟောဟုတ်တယ်နော်အဲ့ဘာလို့ငါမသိရလဲမသိမပွင့်တာအခုတော့ပွင့်သွားပြီအာမင် good okay သွားကြည့်အောင် okay ဆက်သွားမယ်လုကာအခန်းကြီး19အငယ်14ဟုတ်ပြီယေရှုသည်မြင်တော်မူလင်သင်တို့ယေဘရဟိတော်ကိုတန်ရှင်းခြင်းတို့သူတို့သည်သွားစဉ်တွင် come on သွားစဉ်တွင်ပြောသွားစဉ်တွင်yeah သွားစဉ်တွင်တန်ရှင်းခြင်းတို့ရောက်ကြ၏တဲ့ဟုတ်ပြီနော် okay ကျမ်းစာတစ်ပိုင်းမှာဘာသုံးလဲဆိုတော့ they were healed လို့သုံးတယ်တန်ရှင်းခြင်းတို့ရောက်တယ်သူတို့သွားစဉ်တွင်ဖယားစကားဝန်ခံတော့သွားနေအချိန်မှာဘာရသွားလဲမကြည့်တင်းကောင်းတာတွေမကောင်းတာတွေဖယားစိတ်ဝင်စားဘူးဖယားစကားငါအတွက်ဖြစ်တယ်လို့တင်းဝန်ခံတဲ့အချိန်ကနေစပြီးတော့ဖယားရဲ့ဂျေဇုတော်ကတင်းကိုမင်္ဂလာကုန်ပြန်ဖြစ်စေတယ်အာမင်တင်းရဲ့အတိတ်ကဘာတွေပါခဲ့လဲဘာတွေမကောင်းလဲဘာတွေဖယားစိတ်ဝင်စားဘူးဖယားစကားငါအတွက်ဖြစ်တယ်လို့စတင်ခံယူတဲ့အချိန်ကနေစတော့တင်းမင်္ဂလာစပြီးတင်းတယ် good ဒါပေမဲ့တစ်ခုရှိတယ်သူတို့ဒီသွားစဉ်တွင်တန်ရှင်းလို့ရောက်တယ်ကျမ်းမာသွားပြီ heal အင်္ဂလိပ်ဆို heal ကျမ်းမာသွားပြီဆက်သွား
ထိုသူတို့တွင်တယောက်သောသူသည်အနာရောဂါကင်းလွတ်သည်ကိုသိမြင်လင်ဘာဖြစ်လဲ one of them English လို့ဆိုရင် one of them when he saw he was healed when he saw he was healed came back praising God in a loud voice ကြီးစွာသောတန်နဲ့သူအနာရောဂါငြိမ်းသွားတာကိုမြင်တဲ့အခါမှာသူကြီးစွာသောအတန်နဲ့ဖျားဘာလုပ်လဲဂျေဇုတော်ချီးမွမ်းပြီဒီမှာမသုံးလဲ heal လို့မသုံးလား when he saw he was healed came back praising God in a loud voice then continue please 16ပါခြေတော်ရင်၌ပြတ်ဝဲ၍ဂျေဇုတော်ကြီးလာပါသည်ဟု yep it's our attitude of gratitude လို့ခေါ်တယ်It's called attitude of gratitude ဖယားတို့ဘာမှလုပ်ပေးစရာမရှိအခုချိန်ထိဖယားပဲအကုန်လုပ်ပေးနေတာတို့တွေကိုအဲ့ဒီကမှာစပြီးတော့မှအနာရောဂါငြိမ်းသွားတာကိုမြင်လဲမြင်ကိုသူစတယ်မလို့ဂျေဇုတော်ချီးမွမ်းတော့ပျောက်ကိုကိုးကွယ်တယ်ချီးမွမ်းခြင်းလာတယ်ပြီးတော့တဆင့်တက်လာတယ်ကိုးကွယ်ခြင်း Then what he threw himself at Jesus' feet and thanked him and he was a Samaritanသူက Gentile သူတပါမျိုးသားမသူအယားဂျေဇုတင်တယ်ဒါဆက်သွား Jesus asks were not all 10 cleansed where are the other 9ဆေးယောက်ကအနာရောက်ကငြိမ်းသွားတယ်တန်ချင်းချင်းတို့ရောက်သွားတယ်မဟုတ်ဘူးလားဘယ်မှာလဲနောက်9ယောက်ကဘယ်မှာလဲဆက်သွားဤတပါးမျိုးသားကိုထား၍ဘုရားခင်ဂုဏ်တော်ကိုချီးမွမ်းခြင်းကပြန်လာတော့မဆက်သွားအင်္ဂလိပ်စကားမှာထူးခြားတာလေးတွေ့ရတယ်အမသူက heal ဖြစ်လေဖြစ်သွားသူကြီးဆိုတော့ချင် heal ဖြစ်တယ်ဆိုတာပါလေအမကြီးအနုရဲ့တဘာဝကသူကအသားကိုစားတဲ့ယောဂနူဘီဆိုတဲ့တော့နှာခေါင်းတွေပြတ်ကြမယ်လက်တွေပြတ်ကြမယ်လက်တွေဒါမဲ့အံ့ဩစရာကောင်းတာကပြတ်ကျသွားတဲ့လက်တွေစိုးတဲ့လက်တွေအလုံးခြောက်သွားပြီးတော့မှသူကချက်ချင်းပါဖြစ်သွားလဲဆိုတော့အနာတွေကကျက်သွားပြီအနာတွေကျက်သွားတာမဟုတ် complete ဖြစ်သွားပြီဒါမဲ့စားသွားပျောက်သွားပြီဆိုသူဘယ်လိုသိလဲအဲ့ဒီအနာတွေကအကုန်ခြောက်သွားပြီဟုတ်ပြီနော်ဒါပေမဲ့ heal ဆိုတဲ့စကားကိုတေချာနားထောင်ကြည့်အနုရဲ့တဘာဝက तू ကတိုးသွားတဲ့ဟာရက်သွားတယ်ဒီလောက်မှရက်သွားတယ် तू ဆက်ပြီးတော့မသွားတော့ကဲဆက်ပြီးတော့အနာဆိုတဲ့နာတွေပြန်ခြောက်သွားပြီ तू တိပြီလုံးဝခြောက်သွားပြီနာကျင်မှုဟလာ तू ဘာ feeling မှမရှိတော့ဘူးဒါပေမဲ့ तू တို့ဘာတိလဲဆို feeling ပြန်ရှိသွားပြီ come on နူနဲ့ तू ကအပူကိုသွားပြီးတော့ကင်လဲပူချစ်နဲ့သွားကင်လဲ तू ကမပူတော့ဆို feeling မရှိတော့ဒါပေမဲ့ तू တို့ဘာတိလဲဆိုတော့ကင်ကြည့်တဲ့ခင်မှာ तू တို့တစ်ခုနဲ့တစ်ခုထိတယ်ဆိုတော့ तू တို့သိနေပြီဟုတ်နော်ဆို heal ဖြစ်သွားဆို तू တို့သဘောပေါက်ပြီ तू ကြီးတို့ချီးမွမ်းတယ်သို့တော့လာပြီးတော့ချီးမွမ်းတဲ့ तू ကတော့English ကမှ now version တခုမှဒါဘာ version လည်းမသိဘူးနော် NIV can you go to NKJV English မှာ NKJV လား NKJV your faith has made you well ဟုတ်ပြီယုံကြည်ခြင်းသည်သင်အနာကိုငြိမ်းစေပြီးထို့သူအားမိန့်တော်မူ၏KJV ဘာပြောလဲ well bella Oh, Maji, KJV. And he said unto him, Arise, go thy way, thy faith hath made thee whole. Heal ne whole ga matubu. Whole soda ga ba pian phit da so do. Jesu do chimwan ne tu ja do.
thy faith your faith ဘောနော် thy ဆိုတာ your faith has make you whole ဆိုတာကဘာပြန်ဖြစ်တာဆိုတော့ဒီလိုမျိုးစားသွားတဲ့ဟာတွေအလုံးကပဂတိအတစ်ပြန်ထွက်လာတာ complete 100% လက်တွေကအပြည့်ပြန်ဖြစ်လာတယ်အပြည့် heal ဆိုတာကတော့ရက်သွားပြီနားဖြစ်နေတဲ့ဟာတွေအလုံးပြန်ပြီးတော့ feeling ပြန်ရလာပြီသို့တော့အသားမတက်လာသေးဘူးဒါပေမဲ့ယေရှုတော်ချီးမွမ်းတဲ့သူကတော့ make you whole တရားရခိုင်တော့ဆုံးရှုံးသွားတဲ့အရာတွေအလုံးပြန်ရတဲ့ခွင့်ကိုဘုရားပေးလိုက်ပြီဆိုဘုရားသခင်စီကနေပြေဝသောမင်္ဂလာအလုံးပြန်ရချင်ရင်ကျွန်တော်လုံနိုင်တဲ့အရာတစ်ခုပဲကျွန်တော်ကဆုံးရှုံးခဲ့တာလေညီကိုမောင်ကနှစ်ပေါင်းများစွာဘုရားကိုမသိခဲ့တဲ့ခါမှာဆုံးရှုံးခဲ့တဲ့စာတန်လွတ်ယူသွားတဲ့အရာတွေအများကြီးပဲမဆုံးရှုံးမှုတွေရက်သွားလို့ပြီးသွားတာမဟုတ်စာတန်လွတ်ယူသွားတဲ့အရာတွေပြန်ရပြီးလှုပ်ရှားတစ်ခုပဲရှိတယ်ဘုရားသခင်ရဲ့ဂျေဇုတော်ကိုချီးလာပါတယ်လို့နေ့တိုင်းဝန်ခံကြွေးကြော်ပြီးဘုရားကောင်းမြတ်တယ်လို့ဂျေဇုချီးမွမ်းတတ်တဲ့နှလုံးသားရှိရင် Your faith has make you whole. Come on, ပြန်ပြောတရားရခိုင်နော်ဘုရားသခင်တင့်အတွက်ပေးခြင်းတဲ့အရာအားလုံးကိုတင်ပြန်ရတဲ့ခွင့်ကိုဘုရားရှင်ပေးလိမ့်မယ် Hallelujah. အာဗြဟံကိုပေးတဲ့မင်္ဂလာအလုံးပြန်လိမ့်မယ်တင်ဘုရားသခင်ကိုဘာမှလုပ်ပေးစရာမလိုဘုရားလုပ်ပေးထားတဲ့အရာတွေလုပ်ပေးအောင်အရာကိုရယူနိုင်တဲ့နေ့တစ်နေ့ပဲရှိတယ်အဲ့ဒါပါလေဂျေဇုတော်ချီးမွမ်းခြင်းအာမင်ဘုရားခင်နာမဘုန်းကြီးပါစေအာမင်လာမယ့်အနာဂတ်မှာတင်ချီးမွမ်းလိုက်လေချီးမွမ်းစရာကြောင့်ဖြစ်လေချီးမွမ်းလေချီးမွမ်းစရာကြောင့်ဖြစ်လေဘုရားခင်မဆပါလို့ပြောမယ်စားမဆခဲ့တဲ့အရာတွေချီးမွမ်းမယ်မဆနေတဲ့အရာတွေချီးမွမ်းမယ်မဆအောင်မဲ့အရာတွေကြိုးတင်ချီးမွမ်းခြင်းကို give thanks in advance လို့ခေါ်တယ်ကြိုးတင်ချီးမွမ်းတာဘုရားအရန်ကြိုက်တယ်အာမင်ငါတာရေးချမ်းမအောင်မယ်ပြောကြည့်အောင်ဘာလို့လဲတင်းတိတ်ချမ်းမစေခြင်းနဲ့ဘုရားကတာရေးချမ်းမအောင်မယ်လို့ပြောတဲ့ခါမှာဘုရားကြီးတိတ်ကြိုက်တယ်ငါတာရေးအောင်မြင်အောင်မယ်ငါတာရေးဖျက်ခင်ဘုန်းတော်ထင်ရှားအောင်မယ်အမှုတဲ့ဆက်ပြီးတော့ငါတာရေးပြုနိုင်အောင်မယ်ဘယ်သူအဖြစ်လဲယေရှုအဖြစ်တင်ဘုရားတော့ဘာမှလုပ်ပေးလို့မရဘူးဘုရားသခင်နှစ်သက်ဆုံးအရာကattitude of gratitude